ဥဒ္ဓမြတ်ကျေးဇူးဆရာဟောကြားပေးမိတရားတော်ကနေအနာဝကတန်ယုတ်ပါဠိတော်ပရိစ္ဆသမုပ္ပါဒခန်းနှင့်ခန္ဓာဝကတန်ယုတ်ပါဠိတော်သစ္စာတန်ယုတ်ပါဠိတော်ဓမ္မသင်္ကနီပါဠိတော်နှင့်မဟာတတိပဋ္ဌာနာသောဝိသုဒ္ဓိမပါဠိအရာတို့ကိုခြေခံ၍ကျေးဇူးဆရာဟောကြားအပ်သောခန္ဓာညာရောက်ဒိဋ္ဌိမြောက်ပရိစ္ဆသမုပ္ပါဒင်္နံအမတ်ခွန်တရားတော်ဒီတရားတော်မြတ်ကြီးကိုနာယုံမသားရမပြုတ်မီမှာတရားပိုင်းရှင်ဖြစ်တော်မူသောသုံးလောကထွဋ္ဌာတပည့်ညွတ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဤဂုဏ်တော်ကိုအာယုံပြု၍အလုံးမဲ့လက်ဥလေးတွေချီပြီးနမောတတသုံးချိန်ဖြင့်ညင်ညာပြပြရှိခိုးပူဇော်ကြောလိုက်ကြပေါင်းစုနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘုဒ္ဓယောနာကြကြသူတွေပါရှင်တော်မြတ်ဗုဒ္ဓ၏လူတော်ကြားအရဟံတဆုမုဂုတ်ဆရာတော်ဘုရားကြီး၏ဉာဏ်တော်ဥဒိမာထပြီးဟောကြားနာယုံမသားကြမှာဖြစ်လေသောကြောင့်ဆရာတော်ဘုရားဤသာတည်ကုန်တော်မူခဲ့သောမူလနဗျာလင်္ကာဆောင်ပုံနှင့်ဝိဇာနှင့်တဏှာယင်္ခံဆောင်ပုံတစ်ခုတို့ကိုညင်ညာပြပြရွတ်ပတ်ပူဇော်ပြီးတရားပွဲစလိုက်ကြရအောင်မူလနဗျာသစ္စာနှစ်ခုလေးခုအလွာအင်္ဂါ12ပါးတရားကိုများနှင့်သုံးပါးအစချောင်းရင်ကြောင့်လူနဲ့မြတ်စွာတတဝါတို့ဖြစ်လာရမူမဟုတ်ဟုဉာဏ်ဖြင့်ရှု၍မြောသာဓုသာဓုသာဓုအလုံးမဲ့လက်ချီလေးတွေချထားရတသောဣရိယာပုဖြင့်စိတ်ချမ်းသာလိုထိုင်ပြီးဟောကြားလက်တန်သောတရားဓမ္မများကိုအာယုန်တစ်ပါးစိတ်မသွားပဲဆက်လက်နာယူမသားနိုင်ကြပါပြီအာလုံးယောဂီအပေါင်းသူတော်ကောင်းတို့ဒီနေ့ဦးဇင်းတို့ဆေရတိုင်းတိုင်းကျင့်ပါပြုလို့အပ်သောတရားစခန်းပွဲကြီးဤခொနည်းရမြောက်သောနေ့အကြောင်းအကျိုးတိုက်ဆိုင်တဲ့အချိန်ခါသမယမှာရှင်တော်မြတ်ဗုဒ္ဓ၏လူတော်ကြားအရဟံတဆုမုဂုတ်ဆရာတော်ဘုရားကြီးဥပနိဒေယကိုခံယူ၍သူတော်ကောင်းတို့ဦးဇင်းတို့ရဲ့ကျေးဇူးတော်ရှင်
ဓမ္မရန်တိဆရာတော်ဘုရား၏ဩဝါဒနှင့်အညီဦးဇင်းများကျေးဇူးဆက်ပေးမိတရားဓမ္မများကိုသူတော်ကောင်းပေါင်းတို့ကနားလဲနာနိုင်ကြပါသည်နားတဲ့အတိုင်းလည်းပဲသိနိုင်ကြပါစေသိတဲ့အတိုင်းလည်းပဲကျင့်နိုင်ကြပါသည်ကျင့်တဲ့အတိုင်းလည်းပဲသူတော်ကောင်းတို့ဤနာတဲ့တရားကျင့်တဲ့တရားအထုဆဲတရားတို့သည်ဒုက္ခခတ်သိမ်းချုပ်ငြိရာဖြစ်တဲ့ယနေ့ပိုင်းအာကြီးသောထောက်ပံ့နေဖြစ်ပါသည်ဦးဇင်းများရှိဥပနာမမေတ္တာအာတိတမေတ္တာပဋ္ဌာနာဖြင့်ယနေ့ဓမ္မသဘင်ကိုစတင်၍ဖွင့်လှစ်အပ်ပါတယ်အလုံးကျမ်းမာချမ်းသာစွာဖြင့်သာသနာပြုနိုင်ကြပါစေတော်နုဦးဇင်းတို့မနက်ပိုင်းနေ့စဉ်နေ့တိုင်းနာကြမှတ်သားနေရတဲ့ပရိစ္ဆသမုပ္ပါဒ်တရားခန္ဓာဉာဏ်ရောက်တရားသစ္စာတရားဆိုတာဘာတရားလဲမေးသူတော်ကောင်းတို့ဒိဋ္ဌိဖြုတ်ပေးတဲ့တရားဘာတရားလဲဒါကြောင့်လည်းပဲဗုဒ္ဓလူတော်ကြားခြေတော်ရှင်မဟုတ်ဆရာတော်ဘုရားကြီးကပိဋကတ်တော်ကိုဆရာတင်ပြီးတော့ဒုက္ခခတ်သိမ်းချုပ်ငြိရာဖြစ်တဲ့မြတ်နိဗ္ဗာန်သို့သွားခြင်းနဲ့ဆိုရင်တတ်ရမယ့်ကိလေသာမှာကဒိဋ္ဌိတက်နဲ့တဏှာတက်ဒါဆရာတော်ဘုရားကြီးကပိဋကတ်တော်ကိုအနှစ်ချုပ်ပြီးတော့ဓမ္မအစဉ်လေးပူဇော်ထားတာကဒိဋ္ဌိတက်ဆိုတာအောက်မှဖြင့်ပဲတတ်ရမှာတော့တဏှာတက်ဆိုတာကတော့အထက်မှဖြင့်ပဲတတ်ရတယ်ဒါကြောင့်တတ်ရမယ့်ကိလေသာပိုင်းခြားသွားတဲ့အခါကျတော့လည်းပဲဒိဋ္ဌိတက်နဲ့တဏှာတက်ဆိုပြီးတော့ဒီပိုင်းခြားလေးဟောတာဒါဆရာတော်ဘုရားကြီးဦးဇင်းတို့ဟောတဲ့တရားဓမ္မတွေပြန်လည်ပြီးတော့ပူတော်တဲ့အခါမှာလည်းပဲဆရာတော်ဘုရားကြီးကဒီနှစ်ခုကိုအဓိကသွားတာကဟောရှေးပိုင်းမှာဒိဋ္ဌိသက်ဒိဋ္ဌိဖြုံကြီးတရားတွေ။ဘာကြောင့်လဲဆိုတော့ဒိဋ္ဌိကိုပိုင်မှန်နိုင်ပယ်တတ်နိုင်ရင်တန်တရားဝိသိကိစ္စလည်းပယ်တတ်နိုင်တယ်။ဟောနောက်ပိုင်းမှာကျတော့ဆရာတော်ဘုရားကြီးဓမ္မစင်ကတဏှာသက်ပေါ့ဗျာနော်။ဒါကြောင့်မလို့သူတော်ကောင်းဦးဇင်းတို့တတ်ရမယ့်ကိလေသာကိုတဲ့ဆရာတော်ဘုရားကြီးကခင်ဗျားတို့ကိုယ့်ရဲ့တန္တရာဆက်ဆက်ကဒုက္ခပြီးခဲ့တဲ့လက်ရှိဘဝမှာလည်းဒုက္ခပြီးခဲ့တဲ့ကိလေသာကိုတတ်တဲ့အခါမှာအကွက်ချပြီးတော့တတ်နိုင်မှုရတော့သိအရေးကြီးတယ်ဗျာဟောဒီဘက်ကဒိဋ္ဌိမှမတတ်နိုင်ပဲဒိဋ္ဌိဆိုတာမှမပယ်တတ်နိုင်မင်းတွေကတော့မြတ်နောက်ကတဏှာတက်ဖို့ရအတွက်စိတ်ကူးတော့ရင်မနေနဲ့ဗျာဆောဘုရားကြီးကနော်ဒါရှေ့ပိုင်းမှာဘု து နာနာပြောရမှာအလုံးပြောဘု து နာနာပြောရမှာဒါကြောင့်ပရိစ္ဆာသုံးပတ်တရားဆိုတာဘာဖြုတ်ပေးတဲ့တရားလဲဒါကြောင့်လည်းပဲဦးဇင်းတို့ဆရာတော်ဘုရားကြီးကဒိဋ္ဌိမပြုတ်ရင်နိဗ္ဗာန်ကလည်းမမြင်နိုင်ဘူးဒီတရားလေးဟောထားတာရှိတယ်နော်ဒါကြောင့်ဒိဋ္ဌိမပြုတ်ဘဲနဲ့နိဗ္ဗာန်ကမမြင်နိုင်ဘူးတဲ့19ရက်အဲ့ဒါ2လ1961မှာဒိဋ္ဌိမပြုတ်ဘဲနဲ့သူတော်အောင်လို့နိဗ္ဗာန်ကိုမမြင်နိုင်ဘူးဆိုဟောထားတယ်ဒါကြောင့်ဆရာတော်ဘုရားကြီးကဒီဓမ္မအစဉ်တွေပြီးတဲ့အခါမှာပိဋကတ်တော်ကိုဆရာတင်ပြီးတော့ဒါကြောင့်မလို့ဒီမှာပေးထားတာကဟောဒိဋ္ဌိဖြုတ်မှုရှေတာဝိပဿနာရှုမှုနောက်ထားဆိုပြီးတော့73ရက်2လ1961ဒီဓမ္မစင်လေးလည်းမှတ်ခဲ့ပေါ့ဟောနောက်တစ်ခါကျတော့ဝိပဿနာရှုမှုခင်ဗျားတို့နောက်ထားပြီးတော့ဒိဋ္ဌိဖြုတ်မှုရှေထားရန်ဆိုပြီးတော့အဲ့မှာဇက်တိုက်ဟောထားတာပဲအဲ့ဒါဦးဇင်းတို့ဓမ္မအစဉ်လေးတွေကအဲ့မှာကျတော့16နှစ်1961ဆိုပြီးတော့ဒီအရှင်စန္ဒဒိဋ္ဌိဖြုတ်ခန်းနဲ့ပတ်သက်ပြီးတော့ဒါလေးတွေဟောပေးတာတယ်ဒါကြောင့်မလို့ဒီမှာကြည့်လိုက်တော့ဆရာဘုရားကြီးကဒီအစဉ်လေးတွေပြီးတဲ့အခါမှာခင်ဗျားတို့အရေးကြီးဆုံးလုပ်ကတော့ဒိဋ္ဌိဖြုတ်အောင်ပါဗျာဒါကြောင့်ဒိဋ္ဌိပန္နာဂရတုတ်တင်မှာလည်းပဲကျမ်းထဲမှာလာတာကရင်ဝါမှာလန်နေစူးနေပါသေးဥကောင်းမှာမိတွေလောင်နေပါသေးလောင်နေတဲ့မိကိုနောက်မှငြိမ်စူးနေတဲ့လန်ကိုနောက်မှနှုတ်တယ်ငါဆွဲဒိဋ္ဌိကိုအရင်ဖြုတ်ရမယ်ပြောပါရဲ့လေဘာကြောင့်လဲဆိုတော့မိလောင်ရင်တဘွားပဲသိရမှာဟောဒီဘက်ကလှန်ဆူးတယ်ဆိုရင်လည်းတဘွားပဲသိရမှာသူတော်ကောင်းတို့ဒိဋ္ဌိမပြုတ်ခဲ့လို့ဘဝတန္တရာမှာအသေးရင်တက်ခဲ့တဲ့ဘဝတွေကအနည်းလားအများကြီးလားသူများလားကိုယ်တိုင်လားဟောတဘွားတည်းလားဘဝတိုင်းလားဒါဆိုရင်ဘု து နာနာပြောရမှာအဲကြောင့်နိဗ္ဗာန်မြင်ခြင်းရှေ့ပိုင်းမှာဘု து ရင်ပြောရမှာနောက်ပိုင်းပယ်တတ်မှာကတဏှာကိုပယ်တတ်ရမယ်ဒါကြောင့်19နှစ်1961
ဒိဋ္ဌိမပြုတ်ဖက်နဲ့ကတော့ခင်ဗျားတို့နိဗ္ဗာန်မြင်ဖို့မကြိုးစားပါနဲ့ဗျာတဲ့ဒါကြောင့်ဒိဋ္ဌိတစ်လုံးရှိနေပြီဆိုရင်လည်းပဲသူကနိဗ္ဗာန်ကိုလည်းကန့်ကွက်တယ်ဟောနောက်တစ်ခါကြည့်လိုက်တော့ तू မလုံရဲတဲ့အကုသိုလ်တရားဆိုတာလည်းမရှိဘူးအဲမလို့သင်တို့ဒိဋ္ဌိပြုတ်မှုရှေ့ထားဆိုတာဒါကိုပြောတာဟုတ်ဗျာနော်သူကနိဗ္ဗာန်ကိုလည်းကန့်ကွက်တယ် तू မလုံရဲတဲ့အကုသိုလ်တရားဆိုတာလည်းမရှိဘူးဒါဒီဒိဋ္ဌိရှိနေတဲ့ပုဂ္ဂိုလ်ကမမယွင်းနေဖြစ်တော့တာပဲဒါပဲဦးဇင်းတို့ဆရာတော်ဘုရားကတော့သင်္นานစဉ်မှာဓမ္မစင်ပြီးတဲ့အခါကျတော့မြင်လွယ်အောင်ဗာလေးပေးလဲဆိုတော့ပြီးတော့မြင်လွယ်အောင်ဥမာပေးတာကဟိုအစာတသက်နဲ့ဒေဝရတို့အကြောင်းဥမာပေးတယ်ဟောဒီဘက်ကဒေဝရကြီးကကြည့်တဲ့အခါကျတော့ငါဖျားဖြစ်ချင်တာငါဖျားဖြစ်ချင်တာဆိုတော့ဝမ်းနဲ့ကဒိဋ္ဌိကတောင်းဆိုတဲ့အခါကျတော့ဟာဘုရားရှင်ကိုရောမြတ်ကြီးကိုအမျိုးမျိုးလှုပ်ကြံလို့လှုပ်ကြံများဟောနောက်တစ်ခါတန်ခါအသင်းခွဲလို့ယရဏမြတ်သုံးပါးကိုပြမလို့ပြမကဲကြည့်တဲ့အခါကျတော့သူ့ရဲ့ဝမ်းထဲမှာကိမ့်ပြီးတော့တည်ရှိနေတာကသူကသမထပိုင်ရှင်ကြီးပါပဲဟောသမထပိုင်ကြီးဆိုအာနိသာဘိသင်္ခါရပဲသမထပိုင်ရှင်ဖြစ်နေတာဒါပေမဲ့သူကအဝိဇ္ဇာကအုပ်ချုပ်ထားတဲ့အခါကျတော့ဟောတိကောင်းတာကိုမတိကောင်းတာကိုတိပြီးတော့ဝိဇ္ဇာကအုပ်ချုပ်ထားတယ်ဒါပေမဲ့ဝမ်းထဲကဒိဋ္ဌိကနေပြီးတော့သူ့ကိုအမိန်ပေးထားတဲ့အခါကျတော့ဟာဘုရားရှင်ကိုယ်တော်မြတ်ကြီးကမှကြောင်မောင်းနေစင်လို့စင်နောက်တစ်ခါလေးသမားတွေခေါ်ပြီးတော့ဘုရားဘုရားရှင်ကိုရောမကြီးမျိုးမျိုးလှုပ်ကြံဒါဘာကြောင့်ဖြစ်ရတယ်လဲဆိုရင်ဒိဋ္ဌိကြောင့်ဘယ်သူကြောင့်ဖြစ်ရတာဒါပြောတာဒိဋ္ဌိတစ်လုံးရှိနေပြီဆိုရင် तू မလုံရဲတဲ့အကုသိုလ်တရားဆိုတာမရှိဘူးဒါကြောင့်ဘယ်သူနာပြောရမှာဒါကြောင့်မလို့ဦးဇင်းတို့ဒိဋ္ဌိတစ်လုံးရှိနေတယ်ဟောကြည့်လေဟိုမှာကဇာတသက်ဒါလည်းပဲသွားပြီးတော့ဟိုမှာဟိုဒေဝရကြီးသွားပြီးတော့သူကဆရာတင်တာဘူးဗျာဒါကြောင့်ဒိဋ္ဌိဖြစ်အောင်၈ပါးထဲမှာလဲခန္ဓာဝိဇ္ဇာဖတ်သောစာတင်ညာတကောစာအာယောနိတောဒုံမိတ်တောပရာတောကောတောဒိဋ္ဌိဌာနနေအထားတာလေဒါခန္ဓာအကြောင်းကိုမသိရင်လေဒိဋ္ဌိဖြစ်ရတာဝိဇ္ဇာအကြောင်းလည်းပဲဒိဋ္ဌိဖြစ်ရတာဖတ်တာအကြောင်းလည်းမသိရင်ဒါဒိဋ္ဌိဖြစ်ရတာဘူးဗျာဟောဒီဘက်ကခန္ဓာဝိဇ္ဇာဖတ်သောစာတင်ညာတဲ့အမှတ်မှားခြင်းကြောင့်လည်းဒိဋ္ဌိဖြစ်ရတာတကောဆိုတာအကျံအစီမှားခြင်းကြောင့်လည်းပဲဒိဋ္ဌိဖြစ်ရတာခန္ဓာဝိဇ္ဇာဖတ်သောစာတင်ညာတကောစာအာယောနိတောတဲ့နှလုံးသွင်းမှားခြင်းကြောင့်လည်းဒိဋ္ဌိဖြစ်ရတာဒုံမိတ်တော်တဲ့ဟောဒီဘက်ကမိတ်ဆွေမနဲ့သွားပြီးတော့ပေါင်းသင်းတာပရာတော်ကောတော်သူဝတရားသွားအနာမှားတာကဲဇာတတကဥမာဒေဝရကြီးရဲ့တရားကိုသွားအနာမှားတာလေဒေဝရကြီးကလည်းပဲဟိုဘက်ကသူကတာဝကဆူဆောင်ရင်းနဲ့လုပ်တဲ့အခါကျတော့ဟာဒီရှင်မြင်တော့ဇာဇတ်တော့သွားပြီးတော့တော်တော့အဲ့ဒီမှာသူ့ကိုသွားပြီးတော့ငါဖျားယောင်းမှာပဲသွားပြီးတဲ့အခါကျတော့ဦးဇင်းတို့ပုံတရံမျိုးစုံပဲအဲ့ဒီရှင်မှာတော့သူကသမထဆွမ်းရင်ရှိသေးတာပေါ့ဗျာဒါဒေဝရကမင်းသားလေးလိုဖန်ဆင်းပြလိုက်ခန္ဓာကိုယ်မှာမွေတွေရစ်တိုင်းပြီးတော့ပြလိုက်အဲ့မြတ်မဥရိယကောင်းကောင်းနဲ့ချောချောလာလာနဲ့သူ့ရှိသွားပြီးတော့သူမွေသူ့ရဲ့တိုက်ခန်းနဲ့သွားပြီးတော့လည်းပြလိုက်ဆိုတဲ့အခါကျတော့ဟိုကတော်တော်အံ့ဩသွားပင်ကိုညာအတိညာကလည်းမရှိတဲ့ပုဂ္ဂိုလ်ဆိုတော့ငယ်ငယ်ရွယ်နဲ့ယာရုစိတဲ့အာနာပါဝါဂုံသိန်းကိုရင်မှုပြီးတော့ငါရှင်ပင်ဖြစ်ခြင်းနေဆိုတဲ့ခါကျတော့ဟိုမှာသွားပြီလေပရာတော်ကောတော်တဲ့သူတော်ကတရားသွားပြီးတော့နာမတာဟာမင်းငါကဘုရားရှင်ကိုတော်မြတ်ကြီးကိုဒါလှုပ်ကြံပြီးတော့ငါဘုရားရရင်မင်းကမင်းအပေကြီးတက်ပြီးတော့မင်းရှင်ပင်ဖြစ်အောင်လုပ်ပါအဲ့မှာကြည့်တာနော်ဒါနဲ့ပဲငါရှင်ပင်ဖြစ်ခြင်းနေဆိုတာတခြားရဲ့တတ္တိလားဒိဋ္ဌိရဲ့တတ္တိဒါကြောင့်မှတ်တာသူတော်အောင်တို့ဒိဋ္ဌိတစ်လုံးရှိနေပြီဆိုရင် तू မလုံရဲတဲ့အကုသိုလ်တရားဆိုတာမရှိဘူးဒါကြောင့်ဘယ်သူနာပြောရမှာဒါကြောင့်ဒီဘက်ခင်မှာလည်းသူတော်အောင်တို့ဦးဇင်းတို့ဒါတွေကအများကြီးပါပဲဘုရားပြမမှာဝင်မလေးဘူးဟောဒီဘက်ကတရားစော်ကားမှာဝင်မလေးဘူးတန်ဃာတော်ရှင်မြတ်တွေပြမမှာဝင်မလေးဘူးမိဘဆရာသမားဆိုတာဘိဗေသားကိုပျောက်သွားတယ်ကျေးဇူးရှင်ရဲ့ကျေးဇူးတရားဆိုတာကဟောဒီဘက်မှာတော်တော်လေးနည်းလာကြတဲ့အနေအထားကိုသွားတွေ့ရတာနော်ဒါကြောင့်လည်းပဲဦးဇင်းတို့ဘာပေါ်လာလို့ဆိုရင်ဘာသာမဲ့ဝါဒဆိုတာပေါ်လာတယ်ဘာသာမဲ့ကဖျားမရှိဘူးတရားမရှိဘူးတန်ခါမရှိဘူးမိဘဆရာသမားဆိုတာတို့တော့ဝေးစေတမှာဖြစ်ပေါ်လာပြီဆိုရင်တိုက်ရင်လည်းတက်မှာပဲခိုးရင်လည်းခိုးမှာပဲသူတို့ဘာအင်ရမှားရင်လည်းမှားမှာပဲဟောလိန်လည်းလိန်လိုက်မှာပဲမူရသေးတာတည်းတည်းဒါတွေလည်းတောက်သုံးမှာပဲအခြေခံ၅ပါးသီလကိုပျောက်ဆုံးပြီးတော့သူ့စိတ်ထဲမှာပေါ်ရာကိုသူကတော့လှုပ်တော့တာပဲကဲကြည့်
ဘာသာမဲ့ဝါဒဆိုတော့ဦးဇင်းတို့ဟိုလွန်ခဲ့တဲ့2015တုန်းကသတင်းစာတစ်ခုဖတ်လိုက်ရတယ်အဲ့ဒါဗာလိဖတ်ရတယ်ဆိုတဲ့အခါကျတော့ဒီကမ္ဘာမှာလူကြီးများဆုံးရုရှားပြည်တော်စုပေါ့နော်လူကြီး10ပုံမှာဆိုရင်သူတို့ကတပုံလောက်ရှိတယ်အဲ့ဒီပြည်တော်စုမှာဆိုရင်ပြန်ကြည့်တဲ့အခါကျတော့သူတို့ရဲ့ဘာသာမဲ့ဟာ40ခွန်ရာခိုင်နှုန်းလောက်ရောက်သွားပြီဒါ2015ဆိုတော့ခုက25ဆိုတော့နည်းမှမဟုတ်ဘူးနော်ယနေ့လူငယ်တွေကဘာသာမဲ့ကိုသိကြိုက်လာကြတယ်ဘာသာမဲ့ကိုသိပြီးတော့မျက်နှိုးလာကြတယ်ဒါဒီနေ့ကတော့ဒိဋ္ဌိဖြုတ်ခန်းနဲ့ခပ်ပြင်းပြင်းလေးတော့ဩရမှာပဲနော်အဲ့ဒါပြီးခဲ့တဲ့2ရက်ကဦးဇင်းဟောတော့ဟောနေရတယ်တော်တော်ကိုအာယူရတယ်သူကစီးပြဖို့အစီအစဉ်လေးရှိတဲ့အခါကျတော့ပုံပုံနဲ့မနေ့ခင်းလည်းဘာမှမဖုံးပေးနဲ့ပြရတယ်အဲ့ဒါဝမ်းကလည်းသူကကလီယာဖြစ်နေရမယ်ဆိုတော့အကုန်လုံးရှိသမျှအကုန်နှုတ်ထားဟုတ်နော်ဒါဒီပေါ်တက်လာပြီဆိုတော့တော်တော်အာယူပြီးတော့သွားနေရတာနော်ဟောအာယူပြီးတော့သွားတဲ့အခါကျတော့ဦးဇင်းဘာလေးသွားစဉ်းစားမိတော့ဩဒိဋ္ဌာကြီးရှင်ဘုရားဇရာကပြနေပြီနော်40တော့မထင်အောင်တော့အဲ့ဒါနော်ကဲကြည့်ဒါကနှိမ့်ဆက်ချလာတဲ့အခါကျတော့ရှင်ဘုရားတပည့်တော်ကိုရှင်ဘုရားဘာမှမကျွင်းရင်ရှင်ဘုရားလေးထုတ်လို့မရအောင်ပြောလုပ်တယ်မှာအဲ့တော့မနေ့အထုတ်နေရဟောဒီနေ့ကတော့ချိန်နေကောင်းသွားပြီဒီနေ့တော့မနေ့စောစောလေးသွားပြီးတော့စီးလေးသွားပြလိုက်တော့အကြောင်းကျိုးကတင့်သွားတာနော်ကဲနော်ဒါတော့နှိမ့်ဆက်နေတဲ့ဒီခန္ဓာကိုယ်ကြီးလို့ဇရာရဲ့တတ္တိပြလာတဲ့အခါကျတော့မလွယ်ပါလားလို့အဲ့ဒါနဲ့သူတော်ကောင်းတို့ယောဂီတွေပြောနေရောရှင်ဘုရားကောက်ကိုရှုပေါ်လို့ပြောပေါ့ဟုတ်ပြီနော်ဒါကြောင့်မလို့မှာဦးဇင်းနောင်တော်ကြီးပါဆေးသွားပြတယ်ပြတဲ့အခါကျတော့သူကဒီဆေးသွင်းရမယ့်အခါကျတော့နည်းနည်းဆက်ခနဲ့ဆိုတော့သွားအော်မွေးလိုက်တယ်အဲ့ဒါနဲ့ဆရာဝန်ပြန်ပြောတယ်ရှင်ဘုရားတဲ့ကိုဟောတဲ့တရားကောင်းကိုပြန်ရှုနော်တဲ့နှိမ့်ဆက်ပြန်ပြီဘောဘာရှိနေလို့လဲအဲ့ဒါကြောင့်ခန္ဓာရှိတဲ့အခါကျတော့ဒါနှိမ့်ဆက်ခန္ဓာဘူးဗျာနော်အခုကျတော့လည်းပဲဦးဇင်းတို့ရှိတဲ့အခါကျတော့ तू တောင်းဆိုတဲ့အစားအသောက်လေးပိုက်ထဲမှာထည့်ပြီးတဲ့အခါကျတော့အမှအတန်ထွက်လာတာဒါကြောင့်ဒိဋ္ဌိတစ်လုံးရှိနေပြီဆိုရင် तू မလုံရဲတဲ့အကုသိုလ်တရားဆိုတာရှိဘူးယနေ့ကမ္ဘာမှာဘာသာမဲ့တွေများလာကြတယ်လူငယ်တွေကအလွယ်တွေကိုသိကြိုက်လာကြတယ်ဟောရှိတဲ့အခါကျတော့ဘုရားတရားတန်ခါယန္နာမြတ်သုံးပါးကိုဘိဗေဒပြောင်းလာကြတယ်မိဘဆရာသမားဆိုတာသူတို့ရဲ့နှလုံးသားထဲမှာမရှိကြတော့ကဲသူတို့အောင်ကဘာနဲ့ဖြန့်ကြည့်လိုက်ရင်အဲ့ဒါနောက်ပိုင်းမှာအလွယ်ကြိုက်လာပြီးတော့ဘာတွေများမလို့ဆိုရင်ဘာသာမဲ့ဝါဒဝါဒတယ်ဒါကြောင့်မလို့ဦးဇင်းတို့လူငယ်တွေတွေ့ရင်များများတိုက်တွန်းတာစာများများဖတ်ပေးပါဘာသာကြီး၄ခုထဲမှာအလုံးလေးလာပြီကိုဗုဒ္ဓဘာသာပါဝင်နောက်တော့စာပေဓမ္မစာပေကိုလည်းများများဖတ်တုတ္တယတဓမ္မစာပေတွေကိုလူငယ်တွေများများဖတ်ပေးပါအများဆုံးတိုက်တွန်းရတာဘာကြောင့်လဲဆိုတော့ဦးဇင်းလူကြီးတွေဆိုရင်မပြောတော့ပါဘူးဘာကြောင့်တို့ကနီးပြီကိုဗျာနော်ဘာနဲ့နီးရလဲမေတော်ရေးမလျှော့နဲ့ဘာနဲ့နီးရလဲမနိဗ္ဗာန်ပြောဘာနဲ့နီးရလဲဟုတ်ပါတယ်နော်ကဲစဉ်းစားသူတို့ကောင်းတော့နော်ဒါကြောင့်မလို့ဦးဇင်းတို့ဒီမှာဘာသာမဲ့ဝါဒဆိုတာဒါဒိဋ္ဌိကြီးစိုးလာလို့ဖြစ်တာပဲဒါကြောင့်ဒိဋ္ဌိတစ်လုံးရှိနေပြီဆိုရင်မလုံရဲတဲ့အကုသိုလ်တရားဆိုတာမရှိဘူးဒါကြောင့်ဇာတကြီးကငါရှင်ဘရင်ဖြစ်ချင်တယ်ဟောဒိဋ္ဌိရဲ့တတိဒါကြောင့်ဖာခမီတော်ကြီးကိုတက်လို့တက်ပစ္စံနေကင်ကျူးလို့ဟောဒီဘက်ကဦးဇင်းတို့ဒေဝတကလည်းငါဖျားဖြစ်ချင်တယ်ဒါပေမဲ့တို့ကအကြောင်းအကျိုးကိုနားမလို့ဖျားပြစ်ချင်ဖျားကဟောခဲ့တာပဲ၄သိင်ရှင်တဲ့ကဘာတသိန်းပါရမီဖြည့်လို့16သိင်ရှင်တဲ့ကဘာသိန်းပါရမီဖြည့်လို့ဟောဒီဘက်က8သိင်ရှင်တဲ့ကဘာတသိန်းပါရမီဖြည့်တာလို့ဝိရိယအဓိကဖျားတို့သရာအဓိကဖျားတို့ပညာအဓိကဖျားတို့ပါရမီ7ပါးအပြားသုံးတဲ့ဆွန်ကြီး5ပါးဗုဒ္ဓတပ္ပညုတဉာဏ်တော်ကြီးနဲ့ကြီးခဲ့ပြီးတော့ဖျားစုလို့ဟောခဲ့တာပဲဒါပေမဲ့ဒေဝဒကသူ့စိတ်ထဲမှာထင်တာကဖျားတိုက်ရင်ဖျားနေရသူရမယ်ထင်တာအဲ့ဒါသွားပြီးတော့ဘုရားရှင်ကိုတော့မယူမျိုးဒါငါလှုပ်ကြံပြီးတော့ငါအကုသိုလ်ကံကြီးပါလားလို့သူ့ရဲ့တဏ္ဍမှာမသိအောင်ဘယ်သူကအုပ်ချုပ်တာလဲဟောအဝိဇ္ဇာကအုပ်ချုပ်ထားမှာတော့ဝမ်းနဲ့ကဒိဋ္ဌိကမင်းမှုနေလိုက်တာများသူတော်ကောင်းတွေတခြားရဲ့တတ္တိလားဒိဋ္ဌိရဲ့တတ္တိဒါကြောင့်ဘုသူနာနာပြောရမှာဟိုမှာဇာတတကလည်းပဲဩငါဒါကြီးကငါဖေးပါလားကျေးဇူးရှင်ပါလားဘယ်သိမလဲအာနာပေါ်မှာယမှုနေတော့ငါရှင်မရင်ဖြစ်ချင်တယ်ဆိုတော့ဘုသူရဲ့တတ္တိတယ်ဒါကြောင့်ဘုသူနာနာပြောရမှာ
ဒါကြောင့်ဒိဋ္ဌိပြုတ်တဲ့နေရာမှာတော့ဦးဇင်းတို့ပါဠိစာပေတရားနဲ့အထာဂရမြတ်ကိုခြေခံပြီးတော့ဒါ62ပါးရှိတယ်ဒိဋ္ဌိက62ပါးရှိတယ်ဒီနေ့ကလည်း9ရက်မြောက်သွားပြီတရက်ကို5ပါးလောက်ဆိုရင်တော့မပြီးတော့ဘူးဒုက္ခပဲနော်ဒါကြောင့်တရက်ကိုပြုတ်တဲ့အခါကျတော့ဒါကိုဆရာတော်ဘုရားကြီးက62ပါးသောဒိဋ္ဌိတွေထဲမှာတော့ဒွါတတိဒိဋ္ဌိရောတက္ကာယဒိဋ္ဌိပုခမေပါတယ်အဲ့ဒါမှာဥဆောင်တာကတော့ဦးဇင်းတို့တက္ကာယဒိဋ္ဌိဥဆောင်တာပဲဒီတက္ကာယဒိဋ္ဌိတစ်လုံးကိုပိုင်နိုင်ဖြုံးနိုင်တယ်ဆိုရင်ကျန်တဲ့ဒိဋ္ဌိတွေလည်းပြုတ်တာပါပဲနောက်တစ်ခါမှကျတော့ဦးဇင်းတို့ဒီနေရာမှာကြည့်လိုက်တော့အဲ့ဒီ62ပါးသောဒိဋ္ဌိတွေထဲမှာလည်းအများဆုံးအဖြစ်များတဲ့ဟာကိုဆရာတော်ဘုရားကြီးကထုံးလုပ်ပေးထားတယ်နောက်ဒီနေရာကျတော့တတ္တရာဒိဋ္ဌိနဲ့ဥစ္စေရာဒိဋ္ဌိကိုလည်းပိုင်နိုင်ဖြုံးနိုင်ရင်ကျန်တာတွေကိုလည်းပယ်တတ်နိုင်တယ်လို့ပြောထားတာရှိသေးတယ်နော်ဒါကြောင့်ဦးဇင်းတို့ဒီမှာကြည့်တဲ့အခါကျတော့ဒါကိုဆရာတော်ဘုရားကြီးကတော့ရှေ့ပိုင်းနောက်ပိုင်းဆိုပြီးတော့အဖြစ်များတာပေါ့ဖြုတ်ဆိုတော့လည်းပဲကုတ္တန်တန်အလုံးအများတန်တန်မှာဖြစ်များတဲ့သဘောတရားကိုပြပေးထားတယ်ပြတဲ့အခါကျတော့ဖြစ်များတဲ့ဒိဋ္ဌိတော့ရှေ့ပိုင်းနောက်ပိုင်းတော့ခွဲပေးထားတယ်ရှေ့ပိုင်းမှာကျတော့အာယတုကဒိဋ္ဌိအကရိယာဒိဋ္ဌိနတ္ထိကဒိဋ္ဌိနောက်ပိုင်းကကျတော့တက္ကာယဒိဋ္ဌိတတ္တတာဒိဋ္ဌိဥစ္စေရဒိဋ္ဌိဒါရှေ့ပိုင်းမှာဖြုတ်ရမယ်ဒိဋ္ဌိဆိုပြီးတော့ခွဲတယ်နောက်ပိုင်းမှာပယ်တတ်ရမယ်ဒိဋ္ဌိဆိုပြီးတော့လေဒီအပိုင်းကဏ္ဍလေးကိုလေဆရာတော်ဘုရားကြီးကပိဋကတ်တော်ကိုဆရာတင်ပြီးတော့ဒီဓမ္မစင်ကြီးပေးခဲ့သေးတယ်နော်ရှေ့ပိုင်းပယ်တတ်ရမယ်ဒိဋ္ဌိတွေဒါလေးရင်သွားကြည့်အောင်သွားတဲ့အခါကျဦးဇင်းတို့ရှေ့ပိုင်းမှာဆိုရင်အာယတုကဒိဋ္ဌိဒီဘက်ကအကရိယဒိဋ္ဌိနတ္ထိကဒိဋ္ဌိအာယတုကဒိဋ္ဌိဆိုတာကအကြောင်းပယ်တဲ့ဝါဒအာယတုကဒိဋ္ဌိဆိုတာဘာလဲဒီဘက်ကအကြောင်းတရားကိုသူပယ်တတ်လိုက်တာပဲဒီဘက်ကအကရိယဒိဋ္ဌိဆိုတာကအကျိုးပယ်တဲ့ဝါဒအကရိယဒိဋ္ဌိဆိုတာဘာလဲနောက်နတ္ထိကဒိဋ္ဌိဆိုတာကတော့အကြောင်းအကျိုးနှမျိုးလုံးပယ်တဲ့ဝါဒပြောပါရဲ့လေပြန်ပြောအောင်မယ်အာယတုကဒိဋ္ဌိဆိုတာကအလုံးပြောအာယတုကဒိဋ္ဌိဆိုတာကအဲ့တော့အာယတုကဒိဋ္ဌိဆိုတာကအကြောင်းပယ်တဲ့ဝါဒပြောပါရဲ့လေအကရိယဒိဋ္ဌိဆိုတာကနတ္ထိကဒိဋ္ဌိဆိုတာကအကြောင်းအကျိုးနှမျိုးလုံးပယ်တဲ့ဝါဒါဒီသုံးမျိုးပေါင်းလိုက်တော့နိယတမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်နိယတဆိုတာအမြဲတမ်းမိစ္ဆာဆိုတာမှားတော့ဒိဋ္ဌိဆိုတာကအယူအမြဲတမ်းမှားတော့အယူဒီသုံးမျိုးပေါ့နော်နောက်ဦးဇင်းတို့ဒီနေရာမှာကျေးဇူးတော်ရှင်လက်ဒီဆရာတော်ဘုရားကြီးရဲ့ဗိဓမာနဲ့ပတ်သက်တဲ့ဖွင့်ဆိုချက်မှာတော့နောက်တဲ့တစ်ဆင့်မသားဝေယလေးကသူကအကရိကံပဲနတ်ကျိုးတွေနှစ်သွယ်အာဟိတုဒါတော့ဘုဒ္ဓရာမှတ်ခဲ့ပေါ့နော်အကရိကံပဲနတ်ကျိုးတွေနှစ်သွယ်အာဟိတုအဲ့ဒီမှာကျတော့အကရိယဒိဋ္ဌိကအကြောင်းပယ်တဲ့ဝါဒနတ္ထိကဒိဋ္ဌိကအကျိုးပယ်တဲ့ဝါဒအာဟိတုကဒိဋ္ဌိကအကြောင်းအကျိုးနှစ်မျိုးလုံးပယ်တဲ့ဝါဒနှစ်ဝါဒလုံးမှန်တော့ဆရာတော်ဘုရားတွေကသင်္นานပေးတဲ့အခါမှာဒီမူနှစ်ခုကိုအလင်းသင်တို့ယူပြီးခေါ်တာလည်းရှိတယ်နော်ဒါလေးကတော့မှတ်ရလို့ပါတယ်အကရိကံပဲအကရိယဒိဋ္ဌိဆိုတာပြောတာအကြောင်းပဲတဲ့ဝါဒနတ်ကျိုးတွေနတ္တိကဒိဋ္ဌိဆိုတာအကျိုးပဲတဲ့ဝါဒနှစ်သွယ်အဟိတုပေါ့အဲ့ဒါအကြောင်းအကျိုးနှမျိုးလုံးပဲတဲ့ဝါဒအကရိကံပဲနတ်ကျိုးတွေနှစ်သွယ်အဟိတုမနဲ့စောစောစီသည်ဘုန်းကြီးနဲ့ဘယ်နဲ့တမှုတော်မှမနှဲမှတ်နေရတဲ့တဲ့သူများမှအိတ်ရှင်ပါတယ်ဆိုမှလို့ဆိုရင်သေးလားဟာမစုံနဲ့သူတော်အောင်နေအသိဆုံးတော့စုံသိတယ်စုံသိတော့တန်တရားကင်းတယ်တန်တရားကင်းရင်ညံလင်းမလာဘူးလားဒါလေးတွေဟောတဲ့ခါကျတော့ဒီမူကဒီလိုရှိတယ်ဒီဘက်ကလိုရှိတယ်ဒါကတော့ဒီထဲမှာကြည့်ဟောတဲ့ခါကျတော့ညံထဲမှာရှင်တော့တရားအလုပ်လုပ်ရတာတန်တရားကင်းတာပေါ့တန်တရားကင်းရင်ဘာလင်းလာမှာအလုံးပြောတန်တရားကင်းရင်ဘာလဲဒါကြောင့်အကရိကံပဲနတ်ကျိုးတဲ့နှစ်သွယ်အာဟိတုဒါလေးကဘုဒ္ဓရာမှတ်ထားခဲ့နော်ဒီမှာသွားမှာတော့အာဟိတုကဒိဋ္ဌိအကြောင်းပဲတဲ့ဝါဒနတ္တိကဒိဋ္ဌိအကျိုးပဲတဲ့ဝါဒဒီဘက်ကဦးဇင်းတို့အာဟိတုကဒိဋ္ဌိအကရိယဒိဋ္ဌိနတ္တိကဒိဋ္ဌိ
ဒီအစဉ်လေးနဲ့သွားကြည့်အောင်နော်အဲ့ဒါကိုနိယတမိစ္ဆာဒိဋ္ဌိအမြဲတမ်းမှားတော့အယူပေါ့ဗျာဒီဒိဋ္ဌိတွေရှိနေပြီဆိုရင် तू ကသူဂတိကိုလည်းကန့်ကွက်တယ်နိဗ္ဗာန်ကိုလည်းကန့်ကွက်တယ်ပြောပါရဲ့လေပြန်ပြောအောင်ပါရဲ့လေဘာပဲကြံတော့လားမစင်စားနဲ့အပယ်လေးပါပဲကြံတော့တာဘာပဲကြံတော့တာသူရှိနေပြီဆိုရင် तू ကအကြောင်းတရားကိုလည်းပယ်တတ်တယ်အကျိုးတရားကိုလည်းပယ်ထားတာ तू ကအကြောင်းအကျိုးနှမျိုးလုံးကိုပယ်တော့မှတော့ဒီပုဂ္ဂိုလ်မှားပြီပေါ့ဗျာလွယ်မမတွေဖြစ်နေပြီပေါ့ဟာလောကကြီးမှာနိယတိ तू ဖြစ်စင်လို့ဖြစ်နေတာပဲဒါတော့အကြောင်းတရားဆိုတာမရှိဘူးဟဲ့အကျိုးတရားဆိုတာမရှိဘူးဟဲ့ဒါဆိုရင် तू ကသူဂတိကိုလည်းကန့်ကွက်တယ်နိဗ္ဗာန်ကိုလည်းကန့်ကွက်တယ်ပယ်လေးပါပဲကျန်တော့တယ်ဒီဘက်ကတက္ကာယဒိဋ္ဌိသတ္တရဒိဋ္ဌိဥစ္စေတာဒိဋ္ဌိ၃မျိုးကျတော့ तू ကသူဂတိကိုတော့မကန့်ကွက်ဘူးဒါပေမဲ့နိဗ္ဗာန်ကိုတော့ကန့်ကွက်တယ်မှတ်တာနော်ဒိဋ္ဌိမှန်ရင်နိဗ္ဗာန်ကိုကန့်ကွက်တာပဲတက္ကာယဒိဋ္ဌိအရှိတရားခန္ဓာ၅ပါးပေါ်မှာငါးကောင်သူကောင်ပုဂ္ဂိုလ်တ attva လို့ထင်လိုက်တာသတ္တရဒိဋ္ဌိကခိုင်တယ်မြဲတယ်လို့ယူလိုက်တာဥစ္စေတာဒိဋ္ဌိကတော့သိရင်ပြတ်တယ်လို့ယူလိုက်တာပဲဒီဥစ္စေတာဒိဋ္ဌိရှိလာပြီဆိုကြတယ်ဟောဒီဘက်ကဒီဒိဋ္ဌိ၃မျိုးရှိလာပြီဆိုရင် तू ကသူဂတိကိုတော့မကန့်ကွက်ဘူးဒါပေမဲ့ तू ကနိဗ္ဗာန်ကိုတော့ကန့်ကွက်တယ်ဒါကြောင့်ဆရာတော်ဘုရားကြီးကဟေ့ဒိဋ္ဌိမကွာလင်နိဗ္ဗာန်မမြင်နိုင်ဘူး19နှစ်1961မှာဟောခဲ့တာအရှင်စန္ဒဥပမာပြအရှင်နာကိုရောမေကြီးကအရှင်စန္ဒကိုတရားပေးတာလေရှင်စန္ဒနှစ်ပေါင်း40တည်ဟိုးကြီးဘုရားရှင်ကိုရောမေရှိတဲ့အချိန်မှာ तू ကဘုရားတော်ထွက်တော့လဲပါခဲ့တာပဲနောက်ဘုရားရှင်ကိုရောမေကြီးတရားရည်မြိုက်စေတိုက်ရွတ် तू ရှိနေတာပဲဒါပေမဲ့လည်းသူတဏ္ဍာက तू ကဒါတော့ငါဖះပဲငါရှင်ပြစ်ဒီလုပ်တွေကဘယ်လို့လာတာပဲဒီဒိဋ္ဌိကသူ့ရဲ့တဏ္ဍာမှာခံနေတာနော်အဲ့ဒါရှိနေတဲ့အခါကျတော့အဲ့ဒီမှာဖះပြိဋိဘံစံတော့မှာပြပြတလဲလဲနဲ့ငါတော့သွားပါပြီအောက်ကလည်းမရှိတော့ဘူးဆိုမှအရှင်နာကိုတော့မကြည့်သည်ပြေးတာကျန်တာတွေကကြည့်လိုက်တဲ့အခါကျတော့တရားဓမ္မလိုက်ရှာတော့ရှင်နာကိုတော့မကြည့်ကအဲ့ဒီမှာဟောရှင်စန္ဒကိုဟောဖို့ရတယ်ဗာတရားဟောရင်ကောင်းမလဲကြည့်လိုက်တော့မှဟိုဖះဟောတာလေဒိဋ္ဌိဖြုံနေတရားကိုအမှပြန်ပေးရတာဒါဥပိရိကတော့ကိုဆရာတင်ပြီးတော့ကျေးဇူးတော်ရှင်ဘုရားဆရာတော်ဘုရားကြီးကဘာလေးကိုဒီနားမှာကြံ့ညှိလဲဆိုတဲ့အခါကျတော့အရှင်စန္ဒကပရိစ္ဆသမုပ္ပတ်ကို तू မစင်စားနိုင်ဘူးပရိစ္ဆသမုပ္ပတ်တရားကို तू မနာဘူးတဲ့ပရိစ္ဆသမုပ္ပတ်တရားကိုကောင်းကောင်းမတွေးနိုင်တဲ့အခါကျတော့ဟောသူ့မှာအလွဲကြီးလွဲနေတာအဲကြောင့်မှပရိစ္ဆသမုပ္ပတ်တရားနာဒိဋ္ဌိပြုတ်တရားလေးနာပြီးတော့မှဟောလမ်းစဉ်ကတဲ့သွားတယ်ဗျာဒါကြောင့်သူတော်တို့တက္ကာယတတ္တရာဥစ္စေတာဆိုတဲ့ဒီ၃မျိုးရှိနေပြီဆိုရင် तू ကသူဂတိကိုတော့မကန့်ကွက်ဘူးဒါပေမဲ့ဒိဋ္ဌိမှန်ရင်နိဗ္ဗာန်ကိုတော့ကန့်ကွက်တယ်ဒိဋ္ဌိမှန်ရင်ဘာလဲလဲဒါကြောင့်ဘုသူနာနာပြောရမှာဒါကြောင့်ဝိပဿနာရှုမှုနောက်ထားဒိဋ္ဌိဖြုံမှုဒိဋ္ဌိခွာပြီးမှဝိပဿနာရှုရန်ဘာခွာပြီးမှဝိပဿနာရှုဒါကြောင့်ဘုသူတို့ဆရာတော်ဘုရားကညနေပိုင်းအလုပ်တင်ပြီးတဲ့အခါမှာလည်းပဲဘလောကဝိပဿနာနဲ့ဒုဗ္ဗလဝိပဿနာပြတာပဲနော်ဒါဒုဗ္ဗလဝိပဿနာဆိုတာအာနေတဲ့ဝိပဿနာဒိဋ္ဌိကိုအသိဉာဏ်နဲ့မခွာဘဲနဲ့ရှုမှတ်တဲ့ဝိပဿနာဆိုရင်အာနေတဲ့ဝိပဿနာဒိဋ္ဌိကိုအသိဉာဏ်နဲ့ခွာပြီးတော့ရှုမှတ်တဲ့ဝိပဿနာသည်အဲ့ဒါစာလို့သုံးတော့ဘလဝဝိပဿနာပေါ့ဗျာမဉ္ဇဉ်ပူဉ္ဇဉ်ကိုကျေးဇူးပြုတဲ့ဝိပဿနာမျိုးပေါ့ဟောဒီဘက်ကဒိဋ္ဌိကိုအသိဉာဏ်နဲ့မခွာဘူးဆိုရင် तू ကဟောဒီမှာရှုတော့ရှုမှတ်တာပဲကုသိုလ်တော်ရတယ်နိဗ္ဗာန်ကိုမရဘူးဒါဒီအစဉ်နေပြီးခဲ့တာပဲเนาะဒါကြောင့်ဘုသူနာနာပြောရမှာဒိဋ္ဌိနာနာပြောရမှာပဲရှေ့ပိုင်းမှာသူတော်တို့ပယ်သတ်မှာပဲဒါကြောင့်အာဟိတုကဒိဋ္ဌိအကရိယာဒိဋ္ဌိနတ္တိကဒိဋ္ဌိဒီဒိဋ္ဌိသုံးမျိုးရှိလာပြီဆိုရင်ね तू ကစင်ပွားထွက်လာတာရှိသေးတယ်အဲ့ဒါဘာလဲဆိုရင်ဒီဘက်ကဣတ္တရနေမနာဒိဋ္ဌိပြောပါရဲ့လေသူကဖန်ဆင်းရှင်ကိုယုံကြည်တာအလုံးပြောပါရဲ့လေအဲ့ဒါဘာလဲဣတ္တရာနေမာနာဒိဋ္ဌိအလုံးပြောပါဘာလဲအမေတို့သူတော်အောင်တို့ဖြည်းပေးဗျာနော်ဓမ္မသာလင်ကိုယ့်ရဲ့အမှားကိုကိုယ်ကသိမှာဘူးဗျာဟောဒီတိုင်းမှာမဟုတ်ဆိုရင်ကိုယ်တဏ္ဍာမှာဘာဒိဋ္ဌိဖြစ်လို့ဖြစ်မှန်းမှသိမနေဘဲနဲ့ကတော့အဲ့ဒီဒိဋ္ဌိဖြုတ်ဖို့မလွယ်ဘူးဒါဆရာကြီးကပြောတာခင်ဗျားတို့အနာပေါက်တာမှမသိရင်ဘယ်နဲ့အနာပြောက်တဲ့စေဘယ်ရှာနိုင်မှမလဲဗျာတဲ့ဟ
ဆရာဝန်ဒီသွားတဲ့အခါကျတော့ဘိုက်ထဲကအောင့်နေတယ်ခေါင်းကိုက်တယ်သွားရင်သူကခေါင်းကိုက်ပြောက်စီပြီးမှလေဘိုက်နာပြောက်စီတော့ဘယ်ပြီးမလဲတဲ့ကျွန်တော်ဘိုက်နာတယ်ဆိုမှကို့အနာကိုတိမှအဲ့ဒီနာတာကိုစီးကအနာနဲ့စီးတဲ့လေဒါကြောင့်ကိုယ့်ရဲ့တန်တမှာဖြစ်မဖြစ်ဆိုတာတော့ကိုယ်တိုင်သိဆုံးကိုဗျဣတ္တရနေမာနာရိဆိုတာဖန်ဆင်းရှင်ကိုယုံကြည်တာပြောပါရဲ့ယမကြီးကဖန်ဆင်းတာပဲထာဝရဘုရားကဖန်ဆင်းတာပဲအလ္လာရှင်မြတ်ကဖန်ဆင်းတာပဲပုဂ္ဂိုလ်တူတယောက်ကဖန်ဆင်းတာပဲငါတို့တော့ထာဝရဘုရားကဖန်ဆင်းပေးထားတာငါတို့အလ္လာရှင်မြတ်ကနေပြီးတော့တို့ကိုဒီဘက်ကဖန်ဆင်းပေးထားတာဒီကရှိတဲ့ကြောင့်ဖန်ဆင်းရှင်ကိုယုံကြည်တဲ့ဝါဒအဲ့တော့ဣတ္တရနေမာနဒိဋ္ဌိပြောပါရဲ့လေနောက်တကသူ့ရဲ့စင်ပေါ်ကဘာထွက်လဲဆိုသီလပတ္တပရမတ္တဒိဋ္ဌိပြောပါရဲ့လေအလုံးပြောပါရဲ့လေသီလဆိုတာကိုကျင့်တရားပတ္တဆိုတာစန့်ကျင်ဘက်ပရမတ္တဆိုတာကကျင့်သုံးတာပေါ့ဗျာသူကသီလမှာစန့်ကျင်ဘက်ဖြစ်တဲ့အယူတွေကိုကျင့်သုံးတာသီလပတ္တပရမတ္တဒိဋ္ဌိဆိုမနေ့ကပြောခဲ့ပါတယ်ပုံနာနဲ့သင်္နိယတို့ခွေးလို့ကျင့်တယ်နွားလို့ကျင့်တယ်သူတို့ရဲ့ပစ္စုပန်တန္တရာမှာကြီးပွားမယ်လို့ထင်တာခဲ့တယ်လူနဲ့နိဗ္ဗာန်သုံးတန်သောချမ်းသာကိုရမယ်လို့ထင်ထားတယ်ဒါရန်ဘုရားရှင်ကိုရောမကြီးဟောခဲ့တာကပစ္စုပန်မှာကြီးပွားခြင်းနဲ့ဆိုရင်ကံရဲ့ဉာဏ်ရဲ့ဝရိယရဲ့တန္တရာမှာကြီးပွားခြင်းနဲ့ဆိုရင်ဒါနာသီလဘာဝနာတန္တရာမှာကြီးပွားခြင်းဘာရဲ့လဲဒါတော့နိဗ္ဗာန်ချမ်းသာကိုရခြင်းနဲ့ဆိုရင်သီလသမာဓိပင်လောကကြီးမှာဖြစ်တည်တာအလိုလိုလားအကြောင်းကျိုးလားအကြောင်းကောင်းရင်အကြောင်းမကောင်းရင်အကြောင်းသည်ပရိစ္ဆာအကျိုးသည်အလိုလိုလားအကြောင်းကျိုးလားလက်ရှိရနေတဲ့ခန္ဓာကမှအလိုလိုလားအကြောင်းကျိုးလားအကျိုးတရားခန္ဓာဘယ်နှပါကဲပရိစ္ဆာသုံးဘက်လို့ရဘယ်ကွက်မှာလဲဆိုလိုက်ပါဦးဝိညာဉ်ကြောင်းတရားလားအကျိုးတရားလားအတိတ်မှာလားပစ္စုပန်မှာလားဘာသစ္စာအလိုလိုရခဲ့တာလားအကြောင်းတရားကြောင့်လားသစ္စာသိခဲ့လို့လားမသိခဲ့လို့လားမသိတာကကံလုံးတဲ့ချင်းကုန်တာကဝိဇ္ဇာပစ္စယအကျိုးတရားလားအကြောင်းတရားလားဘယ်ကွယ်ထဲမှာလဲဘာသစ္စာဘွားချမ်းသာကြောင့်လားဆင်းရဲကြောင့်လားအကြောင်းကဆင်းရဲကြောင့်ဆိုရင်အကျိုးကဆင်းရဲကြောင့်ဆိုရင်အကြောင်းသည်အကျိုးသည်ဘာလက်ရှိခန္ဓာမသိရှားလားနှစ်သက်တာလားနှစ်သက်တာကတဏှာဆွဲလန်းတာကပြန်လေအထုတ်တာကဘယ်ကွက်ထဲပြန်ရောက်အကျိုးတရားလားအကြောင်းတရားလားဘာသစ္စာဘွားချမ်းသာကြောင့်လားဆင်းရဲကြောင့်လားအကြောင်းကဆင်းရဲကြောင့်ဆိုရင်အကျိုးကဆင်းရဲကြောင့်ဆိုရင်အကြောင်းကအကျိုးတရားကြည့်လိုက်တော့ဇာတိဥနာတိလွတ်ပြီလားဘယ်ကွက်ထဲပြန်ရောက်ဘာသစ္စာချမ်းသာကြလားဆင်းရဲကြလားအကျိုးကဆင်းရဲကြဆိုရင်အကြောင်းသည်ပရိစ္ဆာအကျိုးသည်ဒါဆိုရင်တတ္တဝါတွေတန်ត្រာခြင်းလဲရတဲ့အလိုလိုလားအကြောင်းကျိုးလားခန္ဓာကမှအကြောင်းကျိုးဆိုမှတော့ခန္ဓာနဲ့ဆက်လေသမျှကလည်းအလိုလိုလားအကြောင်းကျိုးလားအကြောင်းကောင်းရင်အကြောင်းမကောင်းရင်အကြောင်းသည်ပရိစ္ဆာအကျိုးသည်ဒါအကြောင်းကျိုးပရိစ္ဆာသုံးဘက်ကိုနားမလည်အကြောင်းတရားလည်းပယ်လိုက်မှာပဲဒီဘက်ကအကျိုးတရားလည်းပယ်လိုက်မှာပဲအကြောင်းကျိုးနှမျိုးလုံးလည်းပယ်လိုက်မှာပဲပယ်ရင်အဲ့ဒါနိယတမိစ္ဆာဒိဋ္ဌိဘုရားဘုရားရှင်ကိုရောမြတ်ကြီးသည်ဟောခဲ့တာကသူတော်ကောင်းတို့ဦးဇင်းတို့အတွက်လောကကြီးမှာဖြစ်တည်တာဒီအလိုလိုလားအကြောင်းကျိုးလားပစ္စုပန်မှာကြီးပွားခြင်းတယ်ဆိုရင်တော့သူကကံရဲ့ဉာဏ်ရဲ့ပြောပါရဲ့လေဒါကြောင့်ဦးဇင်းတို့ဓမ္မစာပေလေးတွေရေးထားတာသိကောင်းပါတယ်ကံဉဏ်တူရင်ဉာဏ်ရှိသူကတာတယ်ဉာဏ်ဉဏ်တူရင်ဝိရိယရှိသူကတာတယ်ဝိရိယရှိတာဉာဏ်တူရင်လောကစီးပွားရေးမှာစီကံရှိသူကပိုရတာတယ်ကဲဈေးတိုင်းဒီဇိုင်းဝင်သွားဗျာဝင်သွားတဲ့အခါမှာတို့တော့စီကံရှိတဲ့ဇိုင်းမဝင်ပါဘူးဗျာဘယ်သူကစီကံမရှိဘူးပြေပွားနေတယ်ဒီဇိုင်းဘယ်သူမှမဝင်တော့ဘူးစီကံရှိတာချင်းတူရင်နှုတ်ချိုသူကတာတယ်
ဒါလောကစီးပွားရေးလုပ်လို့လားသူတော်ကောင်းတို့ထူးပြောစရာလိုသေးရလားပြန်ကြဆိုဗျာအကုန်လုံးထမယ်ဗျာဘလို့ရင်ပြန်မယ်လေလန့်နှိုးရတာသူတို့တရားဟောတာလွယ်တာမဟုတ်မနော်အဲ့ဒါလန့်နှိုးတော့မှမျက်လုံးပွင့်လာတာတဲ့ဆိုမေးဟုတ်ပါဟုတ်ပါဟုတ်တယ်လေဟုတ်တာပေါ့တရားဘောလဲဆင်းလဲဆင်းတာဟဲ့ညီပါမယ်မှတ်မိအောင်အေးဥဒိဋ္ဌာကြီးမေးတာငါဖြေးလာတာအဲ့ဒါမပြည့်စင်နဲ့နော်တရားနာတယ်ဆိုတာမှတ်မှတ်တာနာယူပါတရားနာတယ်ဆိုတာဘာရဲ့လဲဒါကြောင့်မလို့ဦးဇင်းတို့ဆရာတော်ဘုရားကအမြဲတမ်းပြောပါတယ်အုံနောက်တကားနဲ့နှလုံးသားတကားကိုဖွင့်ထားလိုက်တယ်မှာဒါကြောင့်အုံနောက်တကားဆိုတာရှင်လန်းနေရမယ်တက်ကြွနေရမယ်တရားအာယုံစုစိုက်ပြီးတော့မေးရင်ဖြေတာပေါ့ဗျာနှလုံးသားတကားဆိုတာခန္ဓာနဲ့တိုက်တာနှလုံးသားတကားဆိုတာဘာရဲ့လဲကိုယ့်ရဲ့ဖြစ်စဉ်နဲ့တိုက်နေတော့ဟုတ်သလားမှန်သလားဟုတ်သလားမှန်သလားဝိဇ္ဇာဆိုတာမှားတာလဲသိမှန်တာလဲသိပြောပါရဲ့လေတကားဘယ်နှချက်ဖွင့်ရမလဲဘာတကားနဲ့ဘာတကားမှတ်လေထောင်တဏှာသွားတရားဟောတာအငယ်ဆုံးကအသက်60အဲ့ဒါယောဂီက100ကျော်လောက်ရှိတယ်အငယ်ဆုံးကအသက်60တော့တွေးရင်တွေးတာဦးဇင်းကပြောတာဟောဘုဒ္ဓဘာလို့တရားနာတဲ့အခါမှာအုံနောက်တကားနဲ့နှလုံးသားတကားကိုဆရာတော်ကဖွင့်ပြီးနာလို့ပြောတယ်ဒါနဲ့အောက်ကတရားနာတော့ဟောဒီဘက်ကအုံနောက်တကားဖွင့်တာဟာမမဗျာဖွင့်ထားပါတယ်ဖေဟာနှလုံးသားတကားလည်းဖွင့်ထားရလားဆိုတော့ရှေ့ကဘွားထပြီတာလွန်ခဲ့ပါပြီဖေဟာတွေးချင်တွေးတာနော်ဟိုလွန်ခဲ့ပြီတော့သွားမလုံးနဲ့နော်နှလုံးသားတကားဆိုတာဘာနဲ့တိုက်ရနာကတရားနာဉာဏ်ငါပြောပါလေနာကခန္ဓာဘောဘာရအောင်ခန္ဓာဘောဉာဏ်ကိုလည်းကြိုးစားမှာပဲပယ်သင့်ပယ်တိုက်တဲ့ရှေ့ကဒိဋ္ဌိကိလေသာတရားတွေကိုလည်းပယ်တတ်ပေါ့ဗျာဟောပယ်ဆိုတဲ့နေရာမှာသူတော်တို့ကြည့်လေကိုယ့်ရဲ့တန်တန်မှာဒါကြည့်လိုက်တော့ကံချင်းတွင်ဉာဏ်ရှိသူကသာတယ်ဉာဏ်ချင်းတွင်ဝိရိယရှိသူကသာတယ်ဝိရိယချင်းတွင်စီကံရှိသူကသာတယ်စီကံရှိတာချင်းတွင်နှုတ်ချိုသူကသာတယ်ဒါကံနယ်ပယ်ကစကလုံးတွေမို့ကမ္မတက္ကတဉာဏ်ကိုပိုင်နိုင်သိရှင်ရှေ့ပိုင်းဒိဋ္ဌိတွေပယ်နိုင်တယ်အဲ့ဒါနော်ဒါအာယုဒုက္ခဒိဋ္ဌိအကရိယဒိဋ္ဌိနတ္တိကဒိဋ္ဌိဟောဒီဘက်ကဣဒရာနေမာနဒိဋ္ဌိသီလပတ္တပရမတ္တဒိဋ္ဌိဒါကမ္မတက္ကတဉာဏ်ကိုပိုင်နိုင်ရရင်ရှေ့ပိုင်းဒိဋ္ဌိတွေကိုပယ်တတ်နိုင်တယ်ယနေ့ကြည့်လိုက်လေသူတော်ကောင်းတို့ဘာသာကြီး၄ခုထဲမှာဦးဇင်းတို့ဘုရားဝါဒကိုခြံတာကျန်တဲ့ဘာသာတွေမှာဒီကမ္မတက္ကတဉာဏ်လောက်ကိုမရှိဘူးဖြစ်နေတယ်ထာဝရဘုရားကဖန်နေတယ်ကံကံကျိုးကိုပယ်လိုက်တာပဲအလ္လာဟ်ရှင်မြတ်ကစောင့်ရှောက်ပြီးတော့ကံကံကျိုးကိုပယ်လိုက်တာပဲငါတို့ကိုပုဂ္ဂိုလ်တူတယောက်ကစောင့်ရှောက်ပေးနေတယ်ကံကံကျိုးကိုပယ်လိုက်တာပဲကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်ကဲကြည့်လေသူတော်ကောင်းတို့ကံကံအကျိုးကိုပယ်ဒါဗုဒ္ဓဘာသာရေးတောင်မှလုပ်ငန်းလေးအဆင်ပြေစီးပွားရေးလေးကောင်းနေမသိတာသေးဘူးစီးပွားရေးလေးများအဆင်ပြေလုပ်ငန်းကိုင်ကလေးကအဆင်မပြေဘူးဆိုရင်လာတော့တာနော်အဲ့ဒါသူတော်တို့အကျမ်းသားတွေတော့မရှိပါဘူးအနုသားတွေနဲ့အလွဲမတွေကလာတော့တာဘာလို့တာလဲဆိုတော့ဈေးရောင်းကောင်းအောင်လို့ဘာလို့တာလဲဆိုတော့အိမ်ဈေးသားရဲ့ရှေ့မှာဘာယုတ်လေးတင်တာပြောဘာယုတ်တင်တာကြောင်ယုတ်တွေဘာခေါ်တာရဲ့လက်ခေါ်တာလေအမှန်သိကြတာကတော့တခေဘူးကုန်မှာကဲစဉ်းစားကြည့်ပေါ့ဗျာသူတော်ကောင်းတွေရှေ့မှာကဲဈေးရောင်းကောင်းလို့ကွာချတာအိတ်နေကြီးရောင်းရပါမလားစဉ်းစားဒါတွေကစီးပွားလက်လာပါတိုးတက်အောင်လို့ကဲရှိမရှိစစ်ဆေးကြည့်အောင်နော်ဟောဒီဘက်ကဓလုံးဆောင်ရင်ပဲစီးပွားလက်လာပါတမလို့နောက်ကဆေးပြောင်းနဲ့ထွန်းရင်လည်းပဲဈေးရောင်းကောင်းမှလို့လာတော့တာနော်ဒါကြောင့်မလို့ဦးဇင်းတို့ကြည့်တဲ့အခါကျတော့ဟောဓလုံးဆောင်တယ်ဘာကြောင့်စီးပွားလက်လာပါတိုးတက်တယ်ရောင်းရဝယ်တာကောင်းတယ်ဒါဦးဇင်းတို့ကဒီလိုပြောတဲ့အခါကျတော့ဓလုံးနဲ့ပတ်သက်လို့ဦးဇင်းတို့အပြစ်ပြောတယ်လို့သွားထင်အောင်မယ်နော်ဒါရှိတယ်ဆိုရင်ကိုယ့်အောင်ကိုဆောင်ထားပါအဲ့ဒါသူကလည်းသူ့စွမ်းတဲ့သူတော့ရှိမှာပဲနော်ဒါဦးဇင်းတို့ဓလုံးကိုမစွမ်းဘူးပါညာမသူ့အစွမ်းတဲ့သူရှိမှာအစွမ်း၄မျိုးရှိတယ်ဓလုံးကပွင့်ရင်ပြောင်းတယ်စောင့်ရင်လေးတယ်
ခွေးပြင်ပြေးတယ်ရေစိမ်တော့ရင်တော့ထားကြတော့ကဲစနာဘာလဲမသိဘူးတချို့ကကြံ့ကြံ့ဖန်ဖန်နော်အဲ့ဒါဓာတ်လုံးဆောင်ရင်မှဘာဖြစ်မှလို့ဟောဒီဘက်ကစေးပြောင်းနိုင်ထုံးရင်လည်းပဲစီးပွားလက်လာပါတို့မှလို့ဖះဆင်မိလူတာကောင်းပါတယ်ဟောစေးပြောင်းနိုင်ရဲ့အစွမ်းကြတော့ဆရာတော်ကပြောတာတဲ့သူကရှောက်လောင်တူလောင်ပြီးတော့စေးပြောင်းနိုင်တပြည့်ပြည့်နဲ့ကုံသွားတာပြောတာမလုံနေနဲ့သူတို့အောင်နော်ဒါကြောင့်ပစ္စုပန်မှာကြီးဝါးနေတယ်ဆိုရင်ကံရဲ့ဉာဏ်ရဲ့ဝိရိယရဲ့ကဉ္ဉဝိရိယကအကြောင်းတရားပစ္စုပန်မှာကြီးဝါးတိုးတက်နေတာကအလိုလိုလားအကြောင်းကျိုးလားအကြောင်းသည်ပြောလိုလိုလားအကြောင်းကျိုးလားဩကဉ္ဉဝိရိယတော့မှာပဲဒီတည်းကတော့တချို့ကျတော့ပစ္စုပန်ကံတော့ကောင်းတယ်လက်ရှိမှာတော့ဉာဏ်ဝိရိယတော့စိုက်တယ်အတိတ်ကံကပါလာရင်ရှောင်မရအောင်ဒါကြောင့်လောကဓာတ်တရား၈ပါးကိုဘုရားကဟောခဲ့တာဟုတ်ဗျာလာဘောအလာဘောရသောအရသောနေနံပတနံဒုက္ခံဒုက္ခံလောကထဲမှာနေပါသည်လောကဝေကျွေကြီးပါသည်ပင်လေတဲ့သွားရင်တော့လှိုင်းကတော့တွေ့မှာပဲလောကထဲမှာနေရင်တော့လောကဓာတ်ကတော့ဂျုံနေရမှာပဲလှိုင်းမတွေ့ရင်ပင်လေတဲ့မသွားနဲ့ပေါ့လှိုင်းမတွေ့ရင်ဟောငရင်လောက်တာကြောက်နေမှာဆိုရင်မြေကြီးပေါ်မနေလို့မရအောင်နေနေရတာနော်ဘယ်မှပြေးမရဘူးရင်ဩလို့အန်ရီတွေကလည်းတစ်ခုနဲ့တစ်ခုပေါ်လိုက်ကြတာများနေရတာကမြေကြီးပေါ်တဲ့ဘယ်လောက်မြန်လောကကြီးပြက်လာလဲဆိုရင်နော်နေရတာကမြေကြီးပေါ်ငရင်လှုပ်မှတော့ပြေးတရားမြေမရှိတော့ဘူးဒါပြောတာနော်နောက်ပြေးတရားမြေမရှိတော့ဟုတ်မှာပဲနော်လူတွေကအသက်ရှူမှအသက်ရှင်လာတယ်အဲ့တော့ဘာလို့လဲအသက်ရှူတဲ့လမ်းကြောင်းနဲ့ကိုယ်ပဲပါလာတာတဲ့ပိုးကလေတွေကပါလာတော့ပြီးရောဗျအသက်ကလည်းမရှိလို့မရဘူးအလုံးသိတာပဲကိုဗစ်ယောဂဖြစ်ကြကိုဗစ်-19ကမ္ဘာ့ကယောဂပြီးတယ်ဒါဥစဉ်တို့ပေါင်းဒီနေ့ယူရောနောင်တော်တွေရောအလုံးယောဂီတွေကအမှန်တော့ဒါကိုဗစ်ရဲ့လက်ကျန်လေးတွေဘာလက်ကျန်တော်သေးတာကိုဗစ်တော့ပါမသွားလို့နော်အဲ့ဒါပါသွားတဲ့ယောဂီတော့သွားပြီဗျာဒါဥစဉ်ကကြည့်နေတာတရားစခန်းပတ်တယ်အော်လို့ဝါစတုံးကတွေ့ခဲ့တဲ့ယောဂီတွေခုပါလာကြည့်တော့မပါရင်လည်းသူတို့လည်းအဲ့ဒါပါသွားတယ်တာမလုံးလိမ့်နဲ့နော်ကဲစဉ်းစားနော်ဒါကြောင့်လောကထဲမှာနေပါသည်လောကဝကြွေကြီးပါသည်ပင်လယ်ထဲမှာသွားရင်တော့လှိုင်းကတော့တွေ့မှာပဲလောကထဲမှာနေလောကဓာတ်ကတော့တွေ့ကြုံရမှာပဲလာဘောအလာဘောစီဝါရေးအစဉ်ပြေတာရှိမယ်အစဉ်မပြေတာရှိမယ်ဘယ်ထာဝရဘုရားမှလုံးမပေးနိုင်ဘယ်အလားရှင်မြတ်ကမှပုဂ္ဂိုလ်တူတယောက်ကဆောင်းချောက်မပေးနိုင်ရသောအရသောတစ်ခါတခါချမ်းရနေမှာတစ်ခါတခါချမ်းရများရင်များမှာပဲနေနံပတန်နဲ့တစ်ခါတခါကဲ့ရဲ့ခံတခါတခါချီးမွမ်းခံရတယ်။ဟောဒုက္ခဒုက္ခချမ်းသာရင်ဆင်းရဲရင်ဒါတွေကတော့တွန်တွဲနေတာပဲနော်။ဒါကြောင့်သူတော်တို့စင်တို့ကိုကတာမန်စီဝါရေးလေးအစဉ်ပြေနေကိစ္စမရှိဘူး။ဒါကစီဝါရေးအစဉ်မပြေဘူးဆိုရင်ဒါလာတော့တာပဲအဲ့ဒီဒုက္ခတွေအကြောင်းတရားပဲ။နောက်တဲ့အကျိုးတရားကိုပယ်တယ်။ဘာတွေတက်လာတော့ဓာတ်ကူးွယ်၊နတ်ကူးွယ်၊ကြက်ကူးွယ်၊ဗေဒင်ဆရာကူးွယ်အင်းအိုင်ခနဲ့လက်ဖွဲ့တွေကလာတော့တာဘုရားကဟောခဲ့ပြီးသားပစ္စုတန္တရာမှာကြီးပွားခြင်းသီလသမာဓိပညာပြောပါရဲ့လေဒါနနဲ့တော့မွေးတတ်တယ်သီလနဲ့တော့ယောဂကျသမထနဲ့တော့ဆရာငယ်ဝိပဿနာနဲ့ဉာဏ်နဲ့နေဒါနများရင်ချမ်းသာမှာပဲသီလအကောင်းရင်ကျမ်းမာရေးကောင်းမှတက်တန်းစီနေရမယ်သမထတွေအကောင်းပြီဆိုစိတ်ကတည်ငြိမ်တယ်ဝိပဿနာအကောင်းရင်ဉာဏ်စွမ်းရည်မြင့်တယ်ဒါတွေကအလိုလိုမဟုတ်အကြောင်းကျိုးတွေနော်ဒီအကြောင်းကျိုးတွေကလည်းမိမိကိုယ်တိုင်ဒီဓမ္မစင်တွေကကိုယ်တိုင်လုံးမှာတရားသူတော်အောင်ဆိုတော့ကျမ်းမာရေးမကောင်းနေတိုင်းမကောင်းဒါပြန်လဲသုံးသက်ဘောငါအတိတ်ကသီလနေခဲ့လို့ငါစိတ်မကြည်နဲ့ဟောသမထတွေနေခဲ့လို့ဒါပြန်လဲပြီးတော့သုံးသက်ပေါ့ဗျာနော်တရားတန်ត្រာမှာကြီးပွားခြင်းဒါနသီလဘာဝနာဒါလေးတွေပြန်လဲပြီးတော့ဆင်ဩငါအတိတ်ကအကြောင်းတရားမကောင်းခဲ့လို့ပါလားယနေ့အကျိုးတရားတွေမကောင်းတာငါစီဝါရေးလေးအစင်မပြေဘူးရောင်းရင်ဝတ်တာလေးအစင်မပြေဘူးဒါမတွေးဘူးဗျာကျမ်းမာရေးမကောင်းတဲ့ခါကျတော့ဆရာတော်ဘုရားကပရိစ္ဆာသုံးဘက်သင်တန်းပေးတဲ့အခါမှာဒီလိုဒိဋ္ဌိပြုတ်တရားဆိုပြီးတော့ဒီအစဉ်လေးပေးထားတာပေါ်လင်အောင်ပြောခွေတဲ့ကျမ်းမာရေးမကောင်းတော့ဘာလုပ်လဲဆိုတဲ့အခါကျတော့အိမ်မှာဘာသွားပင့်လဲဆိုတော့နတ်ကတော်သွားပင့်သွားပင့်တော့နတ်ကတော်ကအိမ်မော်ရောက်လာတယ်အဲ့တော့ဝိမာနပိဋကဝတ္ထုမှာလည်းဘုရားကဟောတာကအဲ့နတ်ကတော်တွေသိရင်မစင်စားပိဋကဖြစ်ရတာ
အဲ့နဂရောကိုကူးကွယ်တဲ့ပုဂ္ဂိုလ်တွေသိရင်အံပတ်စားပိတာဖြစ်ရတာကိုကြိုက်တာကိုလှုပ်တာကိုကြိုက်တာကိုလှုပ်တာမလုံးနဲ့လို့ပြောတာမဟုတ်လမ်းကြောင်းကိုချပြတာကဲကြည့်ဒါနဲ့ပဲနဂရောအိမ်ပေါ်ရောက်လာတယ်ရောက်လာတော့အိုးကျမကျမကြီးမကောင်းလုပ်ငန်းကိုင်ကအဆင်မပြေရောင်းရဝယ်တာတွေကလည်းမကောင်းဘူးဒါနဲ့တွေ့လက်ကုံပတ်ကြည့်ဖြစ်မှာပေါ့လမ်းနှိုးရတာမလမ်းနဲ့မသွားနဲ့အောင်နော်ဟဲဘုန်းကြီးနဲ့တော့ရင်ဘက်တွေကိုတုံသွားတာပဲမနှိုးလို့မရဘူးသွားမေ့သွားလို့လမ်းနှိုးရတာခါလွယ်တာမဟုတ်လူမမာတရားဟောရတယ်လို့ပဲနည်းနည်းမေ့သွားမှဆိုလို့လမ်းပြောတာဒါနည်းနည်းရှော့ထားတယ်ဦးဇင်းကပြုံးဆိုတဲ့ခါယောဂီတော်လားမလေးတော့မပြစ်လိမ့်နဲ့သူကအရှင်ကပါလာတယ်အဲ့လို6ကိုကလည်းတုံရင်ဖြစ်လာတော့ဒါတေးကြပြီလောက်တော့မယ် only 66တာonly 6တာနဲ့အင်္ဂလူပြတာနဲ့ဆိုင်ရလားအလုံးပြော only 6တာနဲ့စီးပွားရေးမကောင်းတာဆိုင်ရလားonly 6တာနဲ့လုပ်ငန်းကိုင်ငံအဆင်မပြေတာဆိုင်ရလားမဆိုင်ပါဘူးသူတော်ကောင်းတွေအဲ့ဒါ only 6လို့ဒါဆိုရင်အုံးမင်းနေမဆိုင်အောင်ရှိပါကဲကြည့်ဒါနဲ့အဲ့ဒါနဲ့only လဲရမယ်ကြော်ဝဲလဲရမယ်အိမ်တွင်နက်ကကင်ထားတာကဲစဉ်းစားဒါနဲ့ပဲဟိုကပြတဲ့လဲဖြစ်ပြီးတော့ကျမတို့ဘယ်လိုလုပ်ရမှာလဲတော့ဒါဆိုရင်ဒီအုံဒီလဲလိုက်ပေါ့ဒီအကြောင်းကိုဦးဇင်းကဟိုတရားတစ်ပုဒ်ထဲမှာဟောထားတယ်ဟောတဲ့အခါကျတော့ဦးဇင်းတပည့်တယောက်ကအဲ့ဒါကိုဒီနေ့လူမှုကွန်ရက်မှာအတူလေးဖြတ်ပြီးတော့တင်လိုက်တယ်အောက်ကလည်းတာလူခေါ်ရလို့ပေါ်တယ်မေတ္တာပို့ရလို့တန်းစီနေအဲ့တော့သူတို့ကိုးကွယ်တာကိုပြန်စီရမလားဆိုပြီးတော့နော်ကဲစဉ်းစားအဲ့ဒါမှတ်တာဆိုတော့ကိုးကွယ်မှရင်ဒုက္ခရောက်မှာပဲနှစ်ဖူးစွန်းနဲ့ဒူးပွန်းခံတာကိုးကွယ်ပါလေဆရာလွဲကငရဲအပယ်အမြင့်တွေဝင့်ွယ်ရှည်လျားရာတိတ်ကြောက်စရာကောင်းတာနော်တတဝတယောက်ယူမမောက်ကဒိန်လောက်ဖျားချွတ်တော်ညာလေမရတုံနဲ့ရှိတုံပြီဒါဘု து ရဲ့တတ်တည်တယ်ပြောပြောက်မသွားနဲ့ပြောဘု து ရဲ့တတ်တည်တယ်ဒါဒိဋ္ဌိပြောနေတာပါဗျာဘု து နာနာပြောရမှာဒိဋ္ဌိရှိတော့ဘာမှားတာကိုးကွယ်မှားပြောဘာမှားတာကိုးကွယ်မှား၍ဘေးတွေ့ပုံကိုးကွယ်မှန်၍လမ်းမှန်ရောက်ပုံဓမ္မစင်လေးတွေနော်ဒါကြောင့်ကိုးကွယ်မှားတဲ့အခါကျတော့အဲ့ဒီမှာလွဲမှားတွေဖြစ်တယ်ဒါနဲ့အုံသီးလဲပါအောင်ကြော်ပွဲတွေပြင်ပါအောင်ကျန်တဲ့ကျမ်းမာကြီးကဘယ်ဒီနေမှမသိသေးဘူးအဲ့ဒီမှာအုံပွဲငပြောဝဲရင်ကုန်သွားပြီဒါအုံပွဲငပြောဝဲရင်လောရပြန်ပြီဒါကြောင့်သူတော်တို့မှတ်ထားပြန်နော်ဒါကြောင့်သာသနာပွဲဆိုတာလေဦးဇင်းတို့ထေရဝါဒဗုဒ္ဓဘာသာမှာမရှိပါဘူးမဟာယာနကနေဆင်းသက်လာတဲ့ယူဆတွေဖြစ်ပါတယ်ယနေ့ကြော်ပွဲတွေဒါတွေကမဟာယာနဆန်ဆန်နဲ့ဒါတွေကအများကြီးရှိတယ်နော်အဲ့ဒါနဲ့ပဲဘက်ကဦးဇင်းတို့အုံသီးလဲရပြန်ဒီသမိုင်းကိုဦးဇင်းတို့ပြန်ကြည့်တဲ့အခါကျတော့အဲ့ဒါဦးဇင်းတို့ဘယ်ဇလန်းကလာလဲဆိုရင်မောင်တင့်တဲ့ဇလန်းဆိုတာတော့တွေ့ရတယ်အနောယထာမင်းပေါ်နမတက်ခင်ကပကံမှာတော်တော်လေးကြီးဆိုးသွားတယ်နောက်တကဦးဇင်းတို့အရှိကြီးဝါဒတို့နကုကွယ်တဲ့ဝါဒတို့နောက်ပိုင်းမှာသာသနာကိုနေလိုလားလို့ထွန်းတောက်လာတော့အရှင်အရဟံနဲ့ပေါင်းဆက်ပြီးတော့ဒီဘက်ကအနောယထာမင်းကြီးဟာသူတော်အောင်တို့သာသနာကိုတန်ရှင်းအောင်ဆောင်ရွက်သွားတဲ့ဟာတွေကလည်းတာတွေကတွေရှိတာပဲဗျာဒါကိုဦးဇင်းတို့ဂုံပြုတဲ့အနေနဲ့ဒါကိုမှတ်တမ်းတစ်ခုသမိုင်းမှတ်တိုင်ထူတဲ့အနေနဲ့ဦးဇင်းတို့ဒီမှာကြည့်လိုက်အနောယထာနဲ့ရှင်တယ်ဟိုဘက်ချမ်းမှာရှိတယ်နော်ဒီဘက်ဝင်သားမှာဒါဆရာတော်ဘုရားကပကံသမိုင်းပေါ်ဗျာမြန်မာစပကံကသာသနာရဲ့နေလိုလားလို့ထွန်းတောက်လာတာပေါ့နော်အဲကြောင့်မှဦးဇင်းတို့အကြီးဝါဒတွေပယ်တတ်တာတို့နောက်တကနတ်ကိုးကွယ်တဲ့ယူဆတွေအဲ့ဒီမှာပယ်တတ်တာဆိုတာအရှင်အရဟံကဓမ္မစက်ပေါ့အနောယထာမင်းကြီးကအာဏာစက်နဲ့သုံးပြီးတော့များစွာဖြည့်ရှင်းခဲ့ရပြီလေယနေ့အကျွင်းကြံလေးတွေကဒါတွေကတော့ရှိနေတာပေါ့ဗျာနော်ဒီအဲ့ဒီဇလန်ကြည့်လိုက်တော့မောင်တင့်တဲ့ဇလန်နဲ့
မောင်တင်းတယ်ဆိုတာကလက်ယုံရင်နှလုံးရည်တိတ်ကောင်းတယ်ဘုံမှာသူ့မှာအင်မတန်ချစ်လာဆိုတာနှမလေး3ပန်လာဆိုတာရှိတယ်3ပန်လာဆိုတာမနေ့ကတစ်မျိုးလာတယ်ညနေကိုတစ်မျိုးလာတယ်နေ့လယ်ကိုတစ်မျိုးလာတယ်အလှ3မျိုးနဲ့ဘာနဲ့တူလဲဆိုတော့59ချိန်ကယောဂီတွေနဲ့တူတယ်ဘာယောဂီတွေလဲတချို့ကျတော့တဏှာကြီးတဲ့နဲ့3ပန်လာဖြစ်တယ်ပထမစထိုင်တော့နည်းနည်းကြာမဲ့လားဟောဒီတဲ့နည်းနည်းကြားလိုက်နောက်ထပ်မြန်ကဲနိုင်စီတော့မယ်ဆိုတော့ပြီးတော့မယ်4ပန်လာတော့ဖြစ်သွားပြီကဲစဉ်းစားတော့စဉ်းစားနော်ဟောဒါကြောင့်သူတို့ဟောလို့ဦးဇင်းတို့ဥမာ3ပန်လာလေးကိုရှင်မင်းကတော်ကောက်တယ်ဗျာဟောရှင်မင်းကတော်ကောက်တယ်ရှင်မင်းဘေးနားမှာရှိတဲ့လောကစကလုံးပြောမယ်ဆိုတော့ချွန်တွန်းတို့စုံစားတို့ကာတွန်းတို့ပေါ့ဗျာမူကြီးမရတင်တာပတိပေါ့ဟောဒီဘက်ကမူကြီးမရတင်တာစုံစားဆိုတာသူက3ဘက်ချွန်ဟုတ်ဗျာသူကဟိုဘက်လည်းချွန်ဒီဘက်လည်းချွန်တဲ့ခါကျတော့ဟိုမှာရှင်မင်းစီလည်းတစ်မျိုးပြောတဲ့ခါကျတော့ဟိုဘက်ကချွန်တွန်းတော့ဟာသူများတော့ချွန်နဲ့တွန်းမယ်ကိုယ့်ဘက်တော့ကာမယ်ပေါ့ဗျာဒါနဲ့ရှင်မင်းကြီးကအဲ့ဒီမှာတော်ကောက်ထားတာက3ပန်လားရှင်မင်းကြီးစဉ်းစားတော့ရှင်မင်းကြီးက3ပန်လာလေးကိုတော်ကောက်တာသူ့ရဲ့မောင်ကြီးကလက်ယုံရည်နှလုံးရည်ကကောင်းပါပြီနဲ့ဒါနဲ့ရှင်မင်းကလည်းကျက်စုအုံနောက်ဆိုတော့သူကပြန်ဘာလုပ်ရမလဲကွာငါဟောရှင်မင်းကြီးလည်းစဉ်းစားပေါ့နှမကိုလိုချင်မှတော့မောင်ကြီးကိုခုမှအော်ပရာထွက်တာဗျာအမှတက်ခိုင်းတာကဲကြီးဒါနဲ့အဲ့ဒီမှာမောင်တင်းတယ်ကိုရိုးရိုးတက်လို့မရဘူးဖူချင်းထိုးတယ်ကဲကြီးပြောမယ်ဆိုရင်တော့မိရှုတက်တာပေါ့ဗျာဒါကြောင့်ဟိုကလက်ယုံရည်နှလုံးရည်ကကောင်းတဲ့ပုဂ္ဂိုလ်မိရှုပြီးတော့တက်ရတာကဲမောင်တင်းတယ်မီးလောင်ပြီးတော့တည်တာဒါဟုတ်တော်အောင်ဦးဇင်းတို့သူတို့တိုင်းပြည်ကအုံကြွလာမှာဆိုတဲ့ကြောင့်သူရဲကောင်းတက်တဲ့ခါကျတော့သူ့ကိုတော့တဲ့နတ်စိမ့်ဖြစ်သွားတယ်အိမ်တိုင်းမှာဆောင်းလျှောက်တယ်အမကြီးကလာပြီနော်မီးလောင်တဲ့ထိမှန်တယ်အဲ့မှာနတ်စိမ့်ဖြစ်သွားတယ်ကြတဲ့စဉ်းစားကြည့်လေတို့ကမီးလောင်ပြီးတော့ရပဲလေအစိမ့်ဖြစ်မလားအကျက်ဖြစ်မလားအဲ့ဒါဘာကျက်တယ်နှက်ကျက်ရှေ့လျှောက်မတွက်နဲ့နော်ဒါနဲ့ကြည့်နတ်စိမ့်ဖြစ်တယ်အဲ့ဒါနဲ့အဲ့ဒီသတင်းကိုကြားလဲကြားဟိုက3ပန်လာနိုင်ရင်ပြန်တယ်ပြေးထွက်လာတာမောင်ကြီးတရံလို့တရုပ်ပါပေါ့မျက်လုံးတွေပြူလာအဲ့ဒါနဲ့နိုင်ရင်ပြန်ကပြေးလာဖျက်ဆိုအဲ့ဒီမှာသွားပြီးတော့မီးလောင်နေတဲ့ချင်းအားကတော့တွေ့တော့မခံသားနိုင်ရင်ဘက်ကိုပြီးလက်တွေကနင်းနယ်လေးကိုပဲအဲ့ဒီမှာရင်ခွဲနာကြသေးတာဒါကိုသွားပြီးတော့နောက်တစ်ယောက်ဖြစ်ပြန်ပြီအဲ့ဒါကိုတဲ့ဒါကသူလည်းပဲနတ်စိမ့်ဖြစ်ပြန်ပြီဒါနဲ့ပကံမှာနတ်ရုပ်သွင်းထားတဲ့ပုဂ္ဂိုလ်ကသူကဘာလို့လဲရင်ဘက်လေးကိုဖိပြီးတော့ဒီနှစ်နဲ့လောက်ကမျက်လုံးကအောက်ကညှိုးငယ်စွာကြည့်နေတာဘိတုကပညာရှင်လက်ရတိတ်မြောက်တာမြောက်တော့ဘေးကအယူထားတဲ့ပုဂ္ဂိုလ်ကဘာလို့လဲဆိုတော့ဩတဲ့3ပန်လာကဒုကိုစာနာတဲ့နှလုံးသားနဲ့ကြည့်နေတာသူတောင်ရင်ခွဲနာကြတယ်မှာတော့ကိုယ်စာနာတာဖြစ်နိုင်မှာမလားစဉ်းစားဒါဗိဓမာတရားတွေလည်းနာထားတာပဲဗျသူတော်ကောင်းတို့မီးလောင်ပြီးတည်တဲ့ရင်ခွဲနာကြတယ်အနည်းဆုံးလောဘဒေါသမောဟတစ်ခုခုနဲ့တော့သွားမှာပဲအများဆုံးကိုပြောတာပဲဒါလူတသိန်းတည်းလို့သူတိတယောက်မရောက်ဘူးကဲချီအဲ့ဒီမှာဒါပဲဦးဇင်းတို့သရှင်ရေးတဲ့ဆရာကရတ္တမြောင်ရေးချလိုက်တာကဘဲမောင်တင်းတဲနတ်မောင်နှမရဲ့တန်ကတော်ကြဒီနာဘုန်းကြီးသရှင်ဆိုတဲ့သူဖြတ်တင်းနေအောင်မယ်နော်ကဲအဲ့လောက်ပဲထားတော့နော်အဲ့ဒါနဲ့ပဲဦးဇင်းတို့မောင်တင်းတဲနတ်မောင်နှမရှိရဆိုအိမ်တိုင်းမှာမောင်တင်းတဲဆောင်းလျှောက်တယ်အိမ်တိုင်းမှာအရင်တော့ကအိမ်ရှိမှသူကထားတာလေနတ်စိန်ကြီးထိုးတာဟောနောက်ဆုံးတော့ဦးဇင်းတို့ဓမ္မဇက်အာနဇက်ရောက်တော့သူကအိမ်ထဲပြန်ရောက်သွားတာအိမ်ထဲမှာအိမ်တောင်မှာပဲအနီစာလေးနဲ့ကာတာဘာလေးနဲ့ကာတာဟောနောက်တစ်ခါဦးဇင်းတို့အုံသီးကိုတင်ထားတယ်ဗျာဘာကြောင့်အုံသီးတင်လိုက်ဆိုတော့မီးလောင်တဲ့ပုဂ္ဂိုလ်ကအုံရည်လောင်းရင်အနာကတက်တာတယ်စင်းနီးပါပေးလိုက်ပြီအဲ့ဒါရှိရလူတွေအုံသီးတင်တယ်နောက်ကလိုက်တင်ပြန်ရောဘာလုံးမှမသိဘူးဒါတွေကအိမ်ုံထဲမှာကိုမှခွက်ကလေးထဲမှာထည့်ထားတာအယုတ်ကလေးရေတွေထည့်ထားနောက်တော့တဏခါရည်တွေနဲ့ပတ်ထားတယ်ဘာကြောင့်တဏခါရည်ပတ်တာလဲဆိုတော့အနရွတ်တွေရှင်သူကမြင်ပျောက်တယ်မလားကဲကြည့်
ဒါမသူရှိရလူတွေလှုပ်တာနောက်ကလိုက်လှုပ်ပြန်ဒါနဲ့အနီးသားလေးကာထားတယ်သူကမီးမြင်ကြောက်လို့မို့တဲ့ဒါကြောင့်အနီးသားကာထားအဲ့တော့ပြောလိုက်ပေါ့မီးကြောက်ရင်မိမိတို့အိမ်မလာနဲ့အော်ဒီနေ့ဥဒိတ်ခါကြီးတော်တော်အတန်ထွက်လာတာကဲစင်နာနော်ဒါနဲ့ပဲအဲ့ဒီအမားကြီးတွေကကြားပြီးတော့အမားကြာတော့အမှန်ပြအမှန်စင်စစ်တီပျောက်ဆုံးနေရှိရလူတွေမူကားရဲ့တောက်တိုင်လိုက်ပြီးတော့မတောက်မိပါသေးနဲ့ဒါတော့အမှန်တရားကိုကိုယ်တိုင်သိအောင်လုပ်ပါအကြောင်းကျိုးကိုဆင်ញင်ပါဒါတော့ပစ္စုဒ္ဓမှန်မှာကြီးပွားခြင်းလဲဆိုရင်ကံရဲ့ဉာဏ်ရဲ့ဝရိယတန္တရာမှာကြီးပွားခြင်းဒါနာသီလတချို့ကနတ်ဆိုတဲ့အတိုင်းကြောက်တာနော်ဒါကြောင့်အိမ်မှာနှောင်းဆွဲတဲ့ယူဆသည်မှန်သလားမှားသလားအလုံးပြောမှန်သလားမှားသလားဘယ်သူမှမကင်ဘူးရဲရဲဖြေအိမ်တော့မှနှောင်းဆွဲတဲ့ယူဆသည်မှန်သလားမှားသလားမှားရင်ဘာလို့ရမှာဘယ်သူကဆွဲခိုင်းတာဒိဋ္ဌိအမေပြောဥဒိခါတော့မလုပ်ပါနဲ့ပြောဘယ်သူကဆွဲခိုင်းတာဟောဒါကြောင့်ဘယ်သူနာနာဖြောရမှာဟောဒါကြောင့်ကမ္မတက္ကဋဉာဏ်လောက်မှမရှိတဲ့ပုဂ္ဂိုလ်ကကိုယ်ွယ်မှားမှာပဲကမ္မတက္ကဋဉာဏ်ရင့်တန်ပြီးတော့သစ္စာနုလောမိကဉာဏ်ကြီးရထားတဲ့အနာရဝင်းတထေးကျော်တဲ့နှလုံးသားကလှလိုက်တာဗျာတရက်တော့ရေထဲမျောသွားတာက18ကလေးတငယ်ချင်းတွေလင်သွားတာက18ကလေးဒါနဲ့ပစ္စည်းဥစ္စာတွေဆုံးရှုံးသွားတော့နာရဝင်းတထေးကြီးမှာကစွန့်လောင်းမှမပြတ်ဘူးဒါကြောင့်မှတ်တာကိုယ်မှာကံဆိုးတဲ့ထင်ကုသိုလ်ကိုများများပြုလုပ်ပါပါဇက်လုတ်တိုင်းလက်လုတ်တိုင်းကုသိုလ်ရပါသည်ငါနဲ့ကံဆိုးလိုက်တာကွာထိုင်နေလို့မရဘူးကုသိုလ်ကိုများများလုပ်ငါနဲ့ကံနေမကောင်းလိုက်တာကြီးဒါဆိုရင်ညာနဲ့ဖြတ်ပေါ့ဒါတကပူဆွေးတော့ကရောက်ပြီးတော့ကိုယ်ဝယ်မာတွေဖြစ်တတ်တယ်ဟိုမှာကြည့်နာပင်တထေးကြီး18ကလေးကရေထဲမျောသွားတယ်18ကလေးကတငယ်ချင်းတွေလိန်သွားတယ်အဲ့ဒါတို့အောင်လို့ဦးဇင်းတို့နှလုံးသားကလှတယ်ဆိုတော့သောတာပန်တရားကကြီးလေယန္နာမြတ်သုံးမှာတက်နေလဲပြီးကိုယ်ကတော့သူ့အိမ်မှာရှိတယ်ဟိုမှာတကားဆောင်တဲ့နက်ကလာတာနက်ဆိုတဲ့အတိုင်းမကြောက်နေကြတာနော်ဟာနာရဝင်းတထေးကြီးပါလဲတင်ရည်တဲ့မျိုးသွားတဲ့18ကလေးမလို့ခြင်းဘူးလားဘုရောတော့နာရဝင်းတထေးကြီးနေရနေလိုက်ဖြေးကြည့်တယ်မလို့ခြင်းဘူးလားတကယ်ချင်းနေလိန်သွားတဲ့18ကလေးပြန်မရခြင်းဘူးလားဒါချို့ဆိုရင်ဒီထဲမှာအကျွေးတွေနဲ့တရားသခန်းလာတာရှိမှာတရားပြန်ရင်တောင်းဖို့လို့စိတ်ကူးထားတာကဲကြည့်ဒါနဲ့ဟာရလိုချင်တာပေါ့ဘာကြောင့်သာသနာတော်ကိုချီးမြှောက်ခြင်းလို့ဒါဆိုရင်နဲ့နာရဝင်းတထေးကြီးကစွန်းလောင်းနေတဲ့စွန်းလောင်းတာတွေကိုလည်းရက်တန့်ပြရလိမ့်မယ်နာရဝင်းတထေးကြီးအဲ့လိုအခြေအနေတောင်စွန်းလောင်းမပြတ်ဘူးနော်ကုသိုလ်လုပ်တာတန်ဃာတော်တွေလှူဒန်းနေတာကိုရက်လိမ့်မယ်ဆိုတော့အဲ့ဒါဆိုရင်တော့ကျုပ်ကရေထဲမျောသွားတာယူပေးမယ်တငယ်ချင်းတွေလိန်သွားတာလည်းယူပေးမယ်အောင်မရာဆဆဖြတ်ရိုက်လိုက်လို့ဘောဒီဘက်ဆိုရင်နော်ဒါနဲ့ရာဆဆလာပြောနေတာသင်္ကဘယ်လိုလဲကျွန်ုပ်ကသိမှာဆောင်းနေတကားဆောင်းနေတာပါအောင်မလာပြောနေတာဟိုကရတနာမြတ်သုံးပါးကိုအသက်နဲ့လဲပြီးတော့ကိုယ်ွယ်တာမှတ်ထားနောက်တစ်ခါရန်ကုန်တိုင်းထဲမှာဒီစကားလာမပြောနဲ့မလားကဲကြည့်လာမပြောနဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့နာဝင်သတိကြီးကရတနာသုံးပါးကိုပြင်မလို့တဲ့နတ်ကိုအိမ်မောကနေချတာဗျာဘယ်ကနေချတာအားလုံးပြောဘယ်ကနေချတာနှင်ရှားခံတာဘယ်သူတဲ့လဲနှင်ရှားတာကလူလို့တာပြောနာဝင်သတိမပြောနဲ့နှင်ရှားတာကနှင်ရှားခံရတာကနှင်ရှားတာကနှင်ရှားခံရတာကဘယ်သူကမြတ်ဒါကြောင့်ကိုယ့်ရဲ့အရှင်ဝါကိုကိုလျှော့ချမပြလိုက်ပါနဲ့နောက်ဆုံးသူတော်တို့မျိုးဆောင်နဲ့ကတော့လက်မခံဘူးဗျာအဲ့ဒါနာရမင်းတရိယအိမ်မွားနေကြမင်းယရနာသုံးပါးဆောကသွားအိမ်မွားဆင်းတယ်ဒါနဲ့မျိုးဆောင်နဲ့တည်ပြတယ်လက်ကူဆိုလက်ကူမျိုးဆောင်နဲ့ပေါ့ဟာဒီမှာလုံးပေါင်းပြနာရမင်းတရိယနေချလိုက်လို့မင်းယရနာသုံးပါးဆောကတော့ဒုမျိုးလည်းမနေနဲ့ဒါနဲ့နမင်းကြီးလေးပါးစီသွားတောင်းဘာဖြစ်လာတာအိုးနာရမင်းတရိယအိမ်မွားနေချလိုက်လို့ဘာလို့နေချလာယရနာသုံးပါးကိုစောကားလို့ဟောတို့လည်းမတက်နိုင်ဘူးတရားမင်းစီသွားဟာတရားမင်းလုံးပေါင်းတရားမင်းလုံးပေါင်းလုံးနေမယ်9နာရီထိုးပြီးသွားပြီနော်ဘာဖြစ်သွားလဲ9နာရီထိုးတဲ့နာရီလဲကြည်အောင်နဲ့
သူများရေချိုးခြင်းရှိသေးတယ်တဲ့အလိုက်မသိပဲနဲ့တနိုင်ကြောမဟောနဲ့တဲ့ဒါတော့ဆိုတော်ရောပေါ်တယ်မကဲကြည့်တော်ရောပေါ်တယ်ဒါတော့ဆိုတော်ရောပေါ်တယ်အဲ့ဒါဆိုရင်ဘယ်လိုလုပ်မလဲမနှက်ပြင်ကလာခဲ့ပါဘယ်နေ့မှလာဒါကြောင့်ဘလို့နဲ့တွေကကျေးဇူးများတယ်ဘလို့နဲ့တွေကပယ်တဲ့တယ်ဘလို့နဲ့တွေကိုတော့ကျေးဇူးများတယ်ဆိုရင်အပိုင်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ဒိဋ္ဌိဖြုတ်ခန်းကိုတော့မနှက်ပြန်မှဆက်လက်နာယူမှတ်သားကြပါလို့တိုက်တွန်းရင်းနဲ့နာယီစေ့သွားလို့တာတို့သုံးညင်ခေါ်